ကျွန်တော်ရဲ့နှုတ်ကပတ်တော်ရဲ့ပန်ရှင်သောဝိညာဉ်တော်ကိုအားလုံးလက်ခုပ်တီးကြိုဆိုပေးပါအာမင်ဟုတ်ကဲ့နော်โอเคကျေးဇူးတင်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီညမှာတော့ဆက်လက်ပြီးတော့ affection နဲ့နှုတ်ကပတ်ခိုင်ဖို့အားလုံးအစဉ်သင့်ရှိမယ်လို့ယုံကြည်တယ်ပေါ့နော်တကယ်လို့အဲ့မကောင်းတာတော့မကြားတာလို့ရှိလို့ရှိရင်လုပ်ပေးပါလို့ပြောချင်ပါတယ်ဆိုတော့ဖျဲကြီးဆိုတော့ချင်းမွားနဲ့ကျွန်တော်တို့ဒီညမှာကျွန်တော်တို့PowerPoint နဲ့ပေါ့နော်ပြင်ဆင်ထားပါတယ်လို့ပေါ့နော်ကျွန်တော်ကျန်းစာတွေအများကြီးဖတ်မှာဖြစ်တယ်PowerPoint ထဲမှာတော့ရေးထားတယ်အကြောင်းကကျန်းပိုက်တွေမှတ်ထားခြင်းတော့ပေါ့နော်ကျွန်တော်တို့မှတ်ထားဖို့ဖြစ်ပါတယ်လို့ပေါ့နော်ဆိုတော့ဒါလေးကိုပြောပြပေးချင်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီညမှာနော်โอเคဒီနေ့ကျွန်တော်တို့ဆွေးနွေးစင်တဲ့ခေါင်းစဉ်လေးပေးထားပါတယ်စုံလင်တော့လွတ်မြောက်ခြင်းပေါ့နော်အပြည့်အဝလွတ်မြောက်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ပြောထားတယ်ဆိုတော့ကျွန်တော်ကျမ်းပိုက်အများကြီးဖတ်မှာဖြစ်ပါတယ်လို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါမဲ့ဒီမှာ PowerPoint မှာပဲပေးထားပေးတာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့အရင်ဆုံးအခြေပြုကျမ်းပိုက်အနေနဲ့ဂလတိအခန်းကြီး3အငယ်73မှာဘာပြောလဲဆိုတော့ညီကိုတို့ဒီသင်တို့ဒီလွတ်ခြင်းအခွင့်ကိုရတော့သူဖြစ်ကြ၏သို့တော်လည်းဇာတိပရိအခွင့်ကိုပေးထိုလွတ်ခြင်းမသုံးကြနဲ့အချင်းချင်းအမှုချင်းကိုဆောင်ရွက်ကြလောဂလတိခန်းကြီး3အငယ်7အခန်းကြီး9အငယ်73ဖြစ်ပါတယ်အဓိက highlight ကတော့ဗာလဲဆိုတော့သင်တို့ဒီလွတ်ခြင်းအခွင့်ကိုရတော့သူဖြစ်ကြ၏ပေါ့နော်ဆိုတော့ကျွန်တော်တို့ကခရစ်တော်အားဖြင့်ဘုရားသခင်ကအပြည့်အဝလွတ်မြောက်ခြင်းအဲကြောင့်ကျွန်တော်ဒီမှာစုံလင်တော့လွတ်မြောက်ခြင်းလို့ပေးထားတယ်ဘုရားသခင်ကကျွန်တော်တို့ကိုနော်အဲ့ဒီအပြည့်အဝလွတ်မြောက်ခြင်းကိုပြင်ဆင်ထားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒါလေးကိုပြောပြပေးချင်တယ်ဟုတ်ပြီအဓိကတော့ကျွန်တော်တို့ဒီညမှာဆွေးနွေးချင်တာကကျွန်တော်တို့ဣဇရေလလူမျိုးတွေဣသရေလလူမျိုးတွေပေါ့နော်ကျွန်တော်တို့အီဂျစ်ပြည်မှာအကုတ်တုပြည်မှာဂျုံခံတဲ့ခါမှာပေါ့နော်ဆိုတော့သူတို့တွေဒီကနေ့သူတို့ပြောကျွန်တော်တို့အရင်တော့ဆ iam လွန်ပေါ့နော်ကျွန်တော်တို့ကိုသင်ကြားပေးတယ်ဒီနေ့အဲ့ဒါကိုအမြင်တစ်ခုအနေနဲ့အားလုံးကိုရှင်းပြချင်တာဖြစ်တယ်အခုတော့ဒီအရာကကျွန်တော်စိတ်နှလုံးထဲမှာရှိတာဖြစ်ပါတယ်ဆိုတော့သူတို့ကဣဇရေလလူမျိုးထဲမှာဂျုံဖြစ်တယ်ပေါ့နော်ဆိုတော့ဣသရေလလူမျိုးတွေကပေါ့နော်ဆိုတော့ဣသရေလလူမျိုးတွေကအကုတ်တုပြည်မှာဂျုံဖြစ်တယ်နှစ်ပေါင်း400လောက်ဂျုံခံရတယ်ဖျားရှင်ကအာဗြဟံဘာဂတိပေးလဲဆိုတော့ပေါ့နော်ဖျားရှင်ကအာဗြဟံဘာဂတိပေးလဲဆိုတော့ဣသရေလလူမျိုးတွေဂျုံခံပြီးတော့နှစ်ပေါင်း400ကြာရင်ကဲလွတ်မယ်ပြီးရင်များစွာသောဥစ္စာပစ္စည်းတွေနဲ့လွတ်မြောက်မယ်ဆိုပြီးတော့ဖျားရှင်က prophet ပြုထားတယ်ဂတိပေးထားတာဖြစ်တယ်ပေါ့နော်ဂတိပေးထားတာဖြစ်တယ်အဲ့ဒီအချိန်မှာအကြောင်းအရာလျက်ပါလဲဆိုတော့ကျွန်တော်အားလုံးတချို့ပြီးတဲ့အတိုင်းနမိတ်လက္ခဏာ10ခုနဲ့ဖျားရှင်ကကယ်လွတ်ခြင်းပေးတာဖြစ်ပါတယ်ဆိုတော့အဲ့လိုကယ်လွတ်တဲ့အချိန်မှာတစ်ခုနှစ်ခုသုံးခုကယ်လွတ်တဲ့ဖာရောကလည်းအသွေးပေါက်လာတယ်ပေါ့နော်အသွေးပေါက်လာပြီးတော့ဣသရေလလူမျိုးကိုဘာလုပ်လဲဆိုတော့မောရှေအားဖြင့်အပေးအယူပေါ့နော်ဆိုတော့၄ခေါက်နော်အပေးယူ၄ခုအဲ့ဒီ၄ခုအားဖြင့်ဒီကနေ့အပြည့်အဝမလွတ်မြောက်ဖို့အတွက်ဖာရောကကြံစီတာဖြစ်တယ်ဒါပေမဲ့သတင်းကောင်းကတော့မောရှေကတော့တခုမှအလွတ်မပေးဘူးဖျားပေးထားတဲ့ဂတိတော့အပြည့်အဝမရမချင်းလက်မလျှော့ဘူးဇွဲမလျှော့ဘူးဖြစ်ပါတယ်ဒီညမှာကျွန်တော်တို့အနေနဲ့အဲ့ဒီ၄ခုကကျွန်တော်တို့အခုခေတ်ကာလမှာဘာလို့ဆိုလိုတာလဲဆိုတဲ့အရာကိုလေ့လာသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုယန်သူကအဲ့ဒါနဲ့ယုံကြည်သူများစွာကိုမလွတ်မြောက်အောင်ချီနှောင်ခံရတာဖြစ်ပါတယ်ကျမ်းစာမှာဗာနေသူလဲဆိုတော့လာဇရုက၄ရက်အလွန်မှာနော်ဘုရားသခင်ကခရစ်တော်ကထမြောက်စေတာဖြစ်တယ်ပေါ့နော်ပြန်ရှင်စေတယ်ပေါ့နော်ပြန်ရှင်စေပြီးတော့ဒါမဲ့လာဇရုရဲ့ကိုခန္ဓာမှာပေါ့နော်မတာအင်ဂျီနဲ့ပတ်ထားတာဖြစ်ဆိုတော့ဒီနေ့လာဇရုကအသက်တော့ရှင်ပါတယ်ဒါပေမဲ့မတာအင်ဂျီဝတ်တရွေးသူမလွတ်မြောက်ဘူးဒီနေ့ကျွန်တော်ခရစ်ယာန်များစွာအသက်တာထဲမှာမလွတ်မြောက်ဘူးဒီနောက်တစ်ခုကျွန်တော်ပြောချင်တယ်လွတ်မြောက်ခြင်းကိုကျွန်တော်ဒီလို definition ဖွင့်ထားတယ်ယုံကြည်သူလွတ်မြောက်ခြင်းဆိုတာလွတ်လပ်စွာဖျားသခင်ကိုအစေခံနိုင်ခြင်းဖြစ်တယ်ကိုးကွယ်နိုင်ခြင်းဖြစ်တယ်ပြန်ပြောချင်တယ်လွတ်မြောက်ခြင်းဆိုတာဖျားသခင်ကိုလွတ်မြောက်စွာကိုးကွယ်နိုင်ခြင်းအစေခံနိုင်ခြင်းဖြစ်တယ်။နောက်ဒီနေ့မောရှေကဖာရောစီမှာပြောတယ်ဘာပြောလဲငါတို့ဒီနော်လွတ်ဖို့
ငါတို့တော်ထဲမှာလွတ်ပါထာဝရဘုရားဝတ်ပြုဖို့အတွက်လွတ်ပါဆိုပြီးတော့သူပြောခဲ့တာဖြစ်ပါတယ်အဲ့ချိန်မှာဖာရောကအပေးယူလုပ်တယ်အပေးယူဆိုတာဘာလဲဆိုတော့ပြန်ပြီးတော့ဖာရောကဤတရားလူမျိုးတွေသူ့လက်ထဲရောက်အောင်သူကပြန်ချုပ်ချင်တာဖြစ်တယ်နော်ဒါပေမဲ့မောရှေအပါမခံသူတခါမှသူအပေးယူမလုပ်ဘူးအဆုံးစွန်တိယုံကြည်ခြင်းဘုရားဂတိတော်ကိုတိမ့်ပိုက်တဲ့အခါမှာအပြည့်အဝလွတ်မြောက်ပဲပင်လယ်နီကိုဖြတ်တန်းပြီးတော့ဟာလေလုယာဖာရောလက်ထဲနဲ့အပြည့်အဝလွတ်မြောက်တာဖြစ်တယ်ဒီနေ့ခရစ်ယာန်များစွာဖာရောလက်ထဲနဲ့အပြည့်အဝမလွတ်မြောက်ဘူးအဲ့ဒါကျွန်တော်ပြောကြမှာဖြစ်တယ်၄ချက်ရှိပါတယ်အထူးသဖြင့်ပေါ့နော်အဲ့ဒီຢာလေးကိုပြောကြမှာဖြစ်ပါတယ်ဟုတ်ပြီပထမဆုံးအချက်ကပါလဲဆိုတော့ထွမြောက်ရာကျမ်းအခန်းကြီး၈အငယ်25အလုံးတွေ့လားမသိဘူးနော်ထွမြောက်ရာကျမ်းအခန်းကြီး၈အငယ်25နှုတ်စာအုပ်တွေဖတ်ရင်တော့အဲ့ဒီကျမ်းပိုက်လေးမှတ်ထားလို့ရတယ်ဒီမှာတော့ကျွန်တော်ရေးထားတယ်နော်ဖတ်ရအောင်ထိုအခါဖာရောဘုရင်သည်မောရှေနဲ့အာရုန်ကိုခေါ်ပြီးလင်သင်တို့သည်ဤပြည်၌သင်တို့၏ဘုရားသခင်ကရှစ်ပူဇော်သွားကြလော့ဟုမိန့်တော်မူတော့အောက်မှာမောရှေပြန်ပြောတဲ့ရတယ်ကျွန်တော်မရေးထားတော့ဘူးနော်မပြောတာတော့ဆိုတော့ဤပြည်၌ဆိုတော့နံပါတ်1ကပါလဲဆိုတော့အီဂျစ်ပြည်မှာပဲကိုးကွယ်ပါတဲ့အီဂျစ်ပြည်မှာပဲကိုးကွယ်အီဂျစ်ပြည်ဆိုတာကစာတန်အုပ်ချုပ်တဲ့နေရာဖြစ်တယ်ဖာရောအုပ်ချုပ်တဲ့နေရာဖြစ်တယ်အီဂျစ်ပြည်မှာပဲကိုးကွယ်လို့ရှင်တော့အမြဲတမ်းဂျုံမဲ့ဖြစ်နေအောင်မှာဖြစ်တယ်ဘယ်တော့မှမလွတ်မြောက်ဘူးဒီနေ့အီဂျစ်ပြည်မှာပဲကိုးကွယ်ပါဆိုတာအဓိပ္ပာယ်ပါလဲဆိုတော့ခရိယန်လည်းဖြစ်မယ်ဘုရားသားသမီးလည်းဖြစ်မယ်ဒါပေမဲ့အပြစ်လည်းဆက်လုပ်နေမယ်ဆိုတဲ့အယူဆဖြစ်တယ်အပြစ်နဲ့အပေးယူလုပ်တာအပြစ်ကိုဆက်လက်ပြီးတည်ဆောင်သွားတာဒီတချို့တော်လူတွေမေးခွန်းမေးတယ်လင်တူသဘောကျတဲ့လူတွေလင်တူပေါ့နော်နေထိုင်ဖို့ယောက်ျားချင်းမိန်းမချင်းရှိတဲ့သူတွေယေရှုကိုလက်ခံပြီးတော့အဲ့ဒီအသက်တာကနေနောင်တမရဘူးမပြောင်းလဲဘူးဆိုအဲ့လိုကဲတင်ချင်းရမလားတဲ့နော်ကဲကျွန်တော်ကျမ်းစာဖတ်ရအောင်နော်ဒါကြောင့်ဒီအရာအရင်ကြီးကြည့်တယ်လူမျိုးများစွာကလေဒီကျွန်တော်ဘာပြောချင်လဲဆိုတော့ငရဲဆိုတာလေအပြစ်မှာပျော်မွေ့တဲ့သူတွေရှိတဲ့နေရာဖြစ်တယ်ပြန်ပြောချင်တယ်ငရဲဆိုတာအပြစ်မှာပျော်မွေ့တဲ့သူတွေရှိတဲ့နေရာဖြစ်တယ်ငရဲမှာတချို့ဘာပြောလဲဆိုတော့ကျွန်တော်ကအရက်ကိုအရန်ကြိုက်တာတဲ့ကောင်းကင်ဘုံမှာတဲ့အရက်မရှိဘူးဆိုရင်ကျွန်တော်ကောင်းကင်မသွားချင်ဘူးတဲ့အဲ့စကားအယမ်းမှန်တာဖြစ်တယ်ကောင်းကင်ဘုံမှာအရက်မရှိဘူးကောင်းကင်ဘုံမိုးရဲစေတဲ့အရာတွေမရှိဘူးအဲ့ဒီအရာတွေကိုနှစ်သက်တဲ့သူတွေနောင်တမရတဲ့လူဟာငရဲထဲမှာပဲအဆုံးတတ်ရမှာဖြစ်တယ်ဒါကြောင့်စာတမန်ကခရိယန်များစွာလက်စားတာဖြစ်တယ်မင်းအတ္တတာထဲမှာအပြစ်လဲဆက်လုံးနေအဲ့ဒီအပြစ်ကနေလွတ်မြောက်ဖို့တန့်ရှင်းဖို့အတွက်အတ္တတာမဆက်ကလည်းနော်တည်တဲ့အထိရှိသွားတဲ့ကိစ္စမရှိလို့ပြောတာဖြစ်တယ်ဒီနေ့အပြစ်နဲ့အပေးယူလို့တာအဲ့ဒီအပြစ်ထဲမှာချုံတောင်တဲ့စာတမန်နဲ့သူ့ရဲ့လက်ဖွားမှာပဲရှိတာဖြစ်မြင်အောင်ကြည့်လိုက်ဣသရေလလူမျိုးတွေအီဂျစ်ပြည်မှာပဲကိုးကွယ်တယ်ဘုရားရှစ်ပူတယ်ဆိုရင်ဘယ်လိုလုပ်ဖြစ်နိုင်မလဲသူတို့ကလွတ်မြောက်တာမဟုတ်ဘူးအလဲစားခံရတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဘုရားကိုလည်းကိုးကွယ်မယ်အပြစ်ကိုလည်းဆက်လုပ်နေမယ်ဆိုတာမရပါဘူးတော့အနေနဲ့မြန်လုံးဝစွန့်ပြစ်ရမှာဖြစ်ပါတယ်ကဲကျမ်းစာဖတ်ရအောင်နော်ဒါကိုနားလည်ဖို့နည်းနည်းလေးတော့ရှိတယ်တစ်ကောခန်းကြီး6အငယ်9ကနေ17တွေ့ရလားမသိဘူးနော်တချို့တွေဖုန်းနဲ့ဆိုတော့နည်းနည်းတော့တေးသေးလေးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့တစ်ကောခန်းကြီး6အငယ်9နဲ့17မှာကျွန်တော်ဖတ်ရမှာမတရားတော့သူတို့ဒီဘုရားသခင်နိုင်ငံတော်ကိုအမွေမခံရတယ်သူတို့မသိကြသလားဘုရားနိုင်ငံတော်အမွေမခံတော့ငရဲသွားမှာဖြစ်တယ်အလွဲမယူကြနဲ့တဲ့ဒီမှာအရင်ကြီးကြည့်တယ်မတရားမေထုံနဲ့မိဝဲတော့သူဖောက်ပြန်တော့သူဖြစ်တယ်မတရားတော့မေထုံဆိုတာအများကြီးပါတယ်လိန်ပိုင်းဆိုင်ညှိညွန်းခြင်းအပြစ်ဖြစ်တယ်ရုပ်တုကိုကိုးကွယ်တော့သူ့မယားကိုပြစ်မှာတော့သူယောက်ျားချင်းမေထုံနော်အချောက်တွေ LGBT အသက်တာမှာသွားတဲ့သူဖြစ်တယ်ထိုအမှုခံတော့သူဥစ္စာခိုးတော့သူတခိုးဖြစ်တယ်လောဘလွန်ကျိုးတော့သူငွေကိုတတ်မှတ်ပြီးတော့မတရားစီးပွားနဲ့မတရားတော့နီးလန်းနဲ့ပိုက်ဆံရဖို့အတွက်ပေါ့နော်အလုံးလုံးနေတော့သူဖြစ်တယ်တေးရနဲ့ရှစ်မှုတော့သူအတိအကျပါနော်ဆဲကဲရတော့သူအနိုင်ကျလူယူတော့သူတို့တွေဖျားတဲ့နိုင်ငံတော်ကိုအမွေမခံရကြအထက်ကအရင်တော့ကတင်တို့တွေအချို့တော့သူတို့ထိုတို့တော့သူဖြစ်ကြတော့လေအရင်တော့ဟုတ်တယ်မင်းတို့အဲလိုအတ္တတာထဲမှာအဲလိုဒုစရိုက်ထဲမှာကျင်လေခဲ့ပေမဲ့ယခုတွေတကယ်ယေရှုရဲ့နာမတော်အားဖြင့်၎င်းငါတို့ဘုရားသခင်ဝိညာဉ်တော်အားဖြင့်၎င်း
စေကြောတန့်ရှင်း၍ဖြောင်းမတ်ရာတို့ရောက်ကြတယ်ဒီနေ့စာရမာနကလူတယောက်ရဲ့အသက်တာထဲမှာပေါ့နော်ကျွန်တော်နားလည်ဖို့ပါလေဆိုတော့ဘောနဂင်ဖြစ်လာတယ်ဝိညာဉ်နှစ်ချင်းရလာတယ်ဖခင်နဲ့တွားလာတယ်ဒါပေမဲ့အသက်တာထဲမှာဒီနေ့ကိုကြိုက်နေတဲ့ဒုစရိုက်ကိုမစွန့်လွတ်ချင်ဘူးဆိုရင်သူ့ရဲ့အသက်တာထဲမှာဒီနေ့အီဂျစ်ပြည်မှာပဲကိုးကွယ်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ကျွန်တော်ခဏသက်သေခံတယ်လို့ကျွန်တော်စီမှာဆိုရင်အရင်တော့ကဘာအပြစ်တွေရှိလဲဆိုတော့နံပါတ်1ချီနှောင်ခြင်းခွန်မလွတ်ခြင်းနာကြီးခြင်းအဲ့ဒီအရာတွေရှိတယ်ကျွန်တော်အပြစ်တွေစဉ်းစားတဲ့အခါယုံကြည်သူတွေယုံကန်တဲ့အပြစ်တွေကခွဲမဲ့စင်ပါတွေရှိလဲဆိုတော့ခံစားချက်နဲ့ပတ်သက်တဲ့အပြစ်တွေချီနှောင်ခြင်းခွန်မလွတ်ခြင်းခါပီးခြင်းစိတ်ပြက်ခြင်းစိတ်ခုခြင်းအဲ့ဒါတွေပေါ့နော်နောက်တစ်ခုကနော်ပင်ဒေါသနော်အဲ့ဒါတွေရဲ့နောက်ဆက်တွဲမှာဒေါသတွေစိတ်ထဲမှာအယံဒေါသထွက်တယ်နော်ကိုယ့်ပေါ်မှာမတရားလုပ်တဲ့အရာနောက်တစ်ခုကဒီမှာပြောထားတဲ့လိန်ပိုင်းဆိုင်အပြစ်တွေအိမ်ထောင်ရေးဖောက်ပြန်တာတွေနော် LGBT တွေနော်ပြီးတော့လို့ရှင်နော်အတူတူကဖျားရှိလို့ရှိနော်လက်မထပ်ပဲအတူတူနေတဲ့အပြစ်တွေဒီအပြစ်တွေရှိရနောက်ငွေချင်းနဲ့ပတ်သက်တဲ့အပြစ်တွေပိုက်ဆံမတရားနည်းလမ်းရှာတဲ့ရနောက်ဒီမှာမွေးရစေဝါအရက်စိလိတ်ကွင်းရအဲ့ဒီအရာဆွဲလန်းတဲ့အပြစ်တွေနောက်တော့ဒီမှာခိုးတဲ့အပြစ်တွေအဲ့ဒီအပြစ်တွေများစွာရှိအဲ့ဒီအပြစ်တွေကယေရှုခရစ်ကယ်တင်ခြင်းအပြင်ဝိညာဉ်တော်တကောအဖြစ်လွတ်မြောက်ဖို့လိုအပ်တာဖြစ်ပါတယ်စွန့်ပစ်ဖို့လိုအပ်တာဖြစ်ပါတယ်ကျွန်တော်ကျမ်းစာကျောင်းမှာလည်းသင်ပါတယ်လူတယောက်အပြစ်ကနေလုံးဝလွတ်မြောက်အောင်ဘုရားရှင်က3ခုလုပ်ပေးတာဖြစ်တယ်ကျွန်တော်နားလည်အောင်နံပါတ်1ယေရှုအသွေးတော်ဖြစ်ယေရှုအသွေးတော်အပြစ်ကိုစေကြောပေးတယ်ခွင့်လွှတ်ပေးတယ်နံပါတ်2အဲ့ဒီအပြစ်ကြုံအပြစ်တကောအောင်လွတ်မြောက်ဖို့အတွက်ကားထဲမှာလူဟောင်းကိုအသေးတတ်တာဖြစ်တယ်နံပါတ်3ကတန်ရှင်တော်ဝိညာဉ်အထဲမှာရှင်ပေးတာဖြစ်တယ်အဲ့လောက်ဂျေစုပြုတ်ပြီးတော့အဲ့ဒီအထူးစိတ်ကိုစွန့်လွတ်နိုင်အောင်ဘုရားတင်အားလုံးလုပ်ပေးပြီးတော့အဲ့ဒီအပြစ်ကိုမစွန့်လွတ်ချင်ဘူးဆိုရင်တော့သူကြိုက်တဲ့အပြစ်ရှိတဲ့နေရာရောက်သွားမှာဖြစ်တယ်ဒီနေရာမှာရှိတဲ့အရာကဒီမှာနော်မတရားမေတော့မေဝဲတော့သူဆိုတာကအရင်တုန်းကရှိတယ်လို့ပြောတာမဟုတ်အဲ့ဒီထဲမှာကျင်လည်ပြီးတော့ပေတဲ့ဒီနောင်တမရတဲ့သူဖြစ်တယ်မစွန့်ပစ်တဲ့သူဖြစ်တယ်အဲ့ဒါကအီဂျစ်ပြည်မှာပဲကိုးကွယ်ပါဆိုတာအဲ့ဒါဖြစ်တယ်အပြစ်နဲ့အပေးယူလုပ်တယ်ညတင်တတာထဲမှာကျွန်တော်အားပေးချင်တယ်တင်တတာထဲမှာခွန်မလွတ်ခြင်းရပါတယ်မလုပ်လိုက်ပါနဲ့ဒေါသရပါမလုပ်လိုက်ပါနဲ့ကျွန်တော်ဆိုရင်ခုနပြောသလိုချီနှောင်ခြင်းနဲ့ယုံကန်ရတယ်ဒေါသနဲ့ယုံကန်ရတယ်နော်အတ္တတာထဲမှာအရင်တော့ကနောက်ညစ်ညူးခြင်းနော်စိတ်လုံးမတန့်ရှင်းပဲညစ်ညူးခြင်းဒါပေမဲ့ကျွန်တော်တိုက်ပွဲဝင်တယ်ကိုတော့ကျွန်တော်တတ်တာဒီလိုမတန့်ရှင်းဘူးဆိုရင်ကောင်းကင်နိုင်ငံရောက်တာပေါ့နော်ပေတာပိုကောင်းမယ်အဲ့လောက်ထိစက်ကတ်တာဖြစ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာအဲ့လားစက်ကပ်ဖို့အရေးကြီးတာဖြစ်တယ်ကဲနောက်တဲ့ကျမ်းစာပါပြောထားတယ်မာကုခန်းကြီး9အငယ်43နဲ့48ဒါတွေကကျွန်တော်ပြောတာမဟုတ်နော်ကျမ်းစာကပြောတဲ့အရာကိုကျွန်တော်တို့ပြောကြတာဖြစ်တယ်ကျွန်တော်တို့မာကုခန်းကြီး9အငယ်43နဲ့48မှာပါပြောတယ်သင်ရဲ့လက်တွေတင့်ကိုမာယွန်းစင်လက်ကိုဖြတ်လော့ပိုးမတည်မီးမငင်းရငရဲအတွင်းမငင်းနိုင်တို့မီးထဲတော့လက်နှစ်ဖက်စုံနဲ့ဝင်ရတဲ့လက်ချုပ်တဲ့အသက်ရှင်ခြင်းတို့ဝင်စားသားကြီးကောင်းကြီးတင်းချီတင်းကိုမားရစေချီကိုပြက်တော့ဘိုးမတင်မီးမငင်းရငရဲအတွင်းမငင်းနိုင်တော့မီးတဲ့တို့ရှင်တစ်ဖက်ဆောင်နဲ့ချခြင်းခံရတဲ့ချီချိုးတဲ့အသက်ရှင်ခြင်းနဲ့ဝင်စားတော့တာကြီးကောင်းကြီးတင်းမျက်စိတွေလည်းတင်းကိုမားရစေမျက်စိကိုထုတ်တော့ဘိုးမတင်မီးမငင်းရငရဲမီးတဲ့တို့မျက်စိနှစ်ဖက်ဆောင်နဲ့ချခြင်းခံရတဲ့မျက်စိတစ်ဖက်နဲ့ဘုရားတဲ့နိုင်ငံတော်ဝင်စားတော့တာကြီးကောင်းဒီမှာဘာတွေ့ရလဲလက်ခြေထောက်မျက်စိဒါတွေကကျွန်တော်တို့ကိုအဲ့ဒီအပြစ်ထဲမှာနစ်မွန်းလို့စီရဲ့ဖြက်ပြစ်ပါဒါဆိုဖြက်ပြစ်ပါဆိုတာပါလေနာကျင်ပဲဘလောက်ပဲနာကျင်မစေတင်တတာထဲမှာအဲ့ဒီဒူးစရိုက်နဲ့လုံးဝအပေးယူမလုံးနဲ့အဲ့ဒီကနေမလွတ်မြောက်မချင်းကိုတတာထဲမှာဘယ်လိုနီးလန်းပဲနီးလန်းပြစ်ပြစ်လွတ်မြောက်ဖို့အတွက်ဖျားစီမှာစက်ကပ်လွတ်မြောက်ဖို့အတွက်ဘုရားစီမှာစက်ကပ်ဒီကောင်မတို့ဒီနေ့ကျမ်းစာအဲ့လိုပြောထားပါတယ်နောက်တဲ့ကျမ်းပိုက်ထဲမှာကျွန်တော်တို့နှစ်ပေထဲမှာလည်းပြောတာဒါပေမဲ့ကျွန်တော်မဖတ်တော့ဒါကြောင့်နံပါတ်1ကပါလဲဆိုတော့အီဂျစ်ပြည်မှာပဲကိုးကွယ်ပါဆိုတာပါလေစာရန်ကသူ့ရဲ့အမောင်နယ်မြေအုပ်ချုပ်တဲ့နယ်မြေမှာအပြစ်နဲ့အတူတူအပြစ်လဲလို့ရောက်လဲကိုးကွယ်ကိစ္စမရှိဘူးမဟုတ်ပါဘူး
ဒုစရိုက်ကျွန်တော်ရွေးချယ်ရတာဖြစ်တကယ်လဲလက်တွေ့ရအဲ့ဒါဖြစ်တယ်အပြစ်ထဲမှာကျင်လည်တဲ့လူဟာတဲ့စုတောင်းခြင်းအတ္တမရှိဘူးတဲ့စုတောင်းခြင်းအတ္တရှိတဲ့လူကလေအပြစ်ထဲမှာမကျင်လည်ကျွန်တော်တို့ခုပြောနေအပြစ်လုံးမိတာအပြစ်ထဲလဲမိတာအဲ့ဒါမဟုတ်ဘူးမိပေါ်မှာတော့ lifestyle ဖြစ်တယ် lifestyle အပြစ်လုံးတဲ့အတ္တဖြစ်တယ်လုံးဝနောင်တမရတဲ့အတ္တဖြစ်တယ်ဆိုတော့အဲ့ဒီအတ္တစာဒမာနကအပေးရလို့တာဖြစ်ဒီနေ့ကျွန်တော်အားပေးချင်တယ်မွေးရစေဝါနဲ့ယုံကန်တဲ့လူကိုယ်နဲ့ယုံကန်နေတဲ့သူတွေရုပ်ပြပေးချင်တယ်ဒီနေ့လုံးဝစွန့်ပစ်ဖို့တဲ့စက်ကရမှာဖြစ်တယ်ကိစ္စမရှိပါဘူးလို့မလုပ်ပါနဲ့ချီနှောင်ခြင်းနဲ့ယုံကန်နေတဲ့လူတွေဒီနေ့အားပေးချင်တယ်စာဒမာနကအဲ့ဒီအပြစ်နဲ့တင်းကိုအခွင့်ရမှာဖြစ်တယ်နောင်တမရဘူးဆိုရင်တော့နောက်ဆုံးနော်ဘယ်လိုဖြစ်မလဲဆိုတာတော့ကိုယ်နဲ့ဖခင်နဲ့ပဲရှင်းရမှာဖြစ်တယ်ဒါပေမဲ့တေချာတာသူကစာဒမာနကခရိယံများစွာကိုအပြစ်နဲ့အပေးကိုလုပ်ဖို့အတွက်ဒီကနေ့ကိစ္စမရှိဘူးပေါ့နော်။ဒါကအဲ့လိုမျိုးတွေးတာဖြစ်တေချာစုတောင်းမှာကိစ္စကြီးရှိပါတယ်။အီဂျစ်ပြည်မှာပဲကိုးကွယ်တယ်ဆိုရင်တော့စာဒန်လက်ခုပ်တဲ့နေမလွတ်မြောက်သေးဘူးဖြစ်တယ်။ဒါကဘယ်လို့မှအစင်မပြေဘူး။ဒါကြောင့်ကျွန်တော်တို့အတ္တထဲမှာအပြည့်အဝလွတ်မြောက်ခြင်းတယ်။ဟာလေလုယာလွတ်မြောက်ခြင်းဆိုတာပါလေဖခင်သခင်ကိုလွတ်လပ်စွာအစေခံနိုင်ခြင်းကိုးကွယ်နိုင်ခြင်းကြတယ်။ဟာလေလုယာဖခင်ခိုင်းတဲ့အရာကိုကျွန်တော်တို့ကဝမ်းမြောက်စွာလုပ်နိုင်တယ်ဖယားတကယ်လွတ်လပ်စွာဝမ်းမြောက်စွာကိုးကွယ်နိုင်တယ်အဲ့ဒါလွတ်မြောက်ခြင်းတဲ့ဒီလွတ်မြောက်ခြင်းဆိုတာကိုယ့်ရဲ့ဇာတိအတိုင်းကြိုက်တယ်လို့နေနိုင်ကြလွတ်မြောက်ခြင်းမဟုတ်ဘူး freedom လွတ်မြောက်ခြင်းစစ်မှန်တဲ့လွတ်မြောက်တဲ့သူကစာတန်ကသူ့ချုပ်နှောင်လို့မရဖယားတကယ်ကိုသူလွတ်လပ်စွာအစေခံတယ်လွတ်လပ်စွာကိုးကွယ်တယ်ဒါနမတိကစာဒမာနကအပေးရလို့တာကဒုစရိုက်ဖြစ်ပါတယ်အီဂျစ်ပြည်မှာပဲကိုးကွယ်ပါဆိုတာနဲ့အပေးရလို့တာဖြစ်ပါတယ်နောက်ဒုတိယချက်ကပါလဲဆိုတော့ဝေးဝေးမသွားနဲ့တဲ့ခဲဒီနေရာမှာဖတ်ရအောင်နော်ထွန်းမြောက်ကျမ်းခန်းကြီး၈အငယ်1မှာထွန်းမြောက်ကျမ်းခန်းကြီး၈အငယ်1နော်ဂျမ်ပိုက်မှတ်တဲ့လူဟာဖာရောဘုရင်ကလည်းတင်တို့၏ဘုရားသခင်ထာဝရဘုရားအားတော၌ရစ်ပူဆောင်မိကြောင်းတွားရသောအခွင့်ကိုငါပေးမေတဲ့တို့ရတဲ့ဝေးဝေးမသွားရကြငါဖို့တောင်းပန်တော့မိန်တော်ဆိုတော့ဒီနေရာမှာဖာရောကလွတ်လိုက်တယ်သွားပါတဲ့ဒါပေမဲ့ဝေးဝေးမသွားနဲ့တဲ့ဒါပေမဲ့နောက်ကျမ်းပိုက်မှာဆိုရင်လုံးဝမလွတ်ဘူးပေါ့နော်စိတ်လုံးခိုင်ပါပြီးတော့ဒီမှာတွေ့ရလဲဆိုဝေးဝေးမသွားနဲ့အဲ့ဒါကဘာလဲဆိုလောကကိုချစ်ခြင်းတဲ့ကျမ်းစာထဲမှာကျွန်တော်ဒီတလောခဏပြောပါလောကကိုချစ်စေတာကျွန်တော်ရဲ့ဇာတိတဲ့ဇာတိကိုအလိုလိုက်ခြင်းကစာဒမာနကကျွန်တော်တို့ကောင်းချီးမရအောင်ဖျက်ဂတိတော်တွေကမသိမ့်ပိုက်နိုင်အောင်အပြေဝမလွတ်မြောက်နိုင်အောင်အဟံသားဆုံးချက်တယ်။ဒါကျွန်တော်စမ်းတဲ့ဝေငှပါတယ်နော်ကျွန်တော်တို့နောက်နေချက်လွတ်မြောက်ခြင်းကျွန်တော်နောက်နေစေတဲ့အရာကကျွန်တော်တို့ရဲ့ဇာတိလောကကိုချစ်ခြင်းဖြစ်တယ်။ကျမ်းစာထဲမှာအဲ့ဒီအတွက်အကောင်းဆုံးဥပမာကလောတဖြစ်ပါတယ်။ကဲလောတကျမ်းနဲ့လေ့လာရအောင်နော်။ဒါထွန်းမြောက်ကျမ်းခန်းကြီး၈အငယ်2ဖြစ်တယ်။နိပေခန်းခြင်းနဲ့အငယ်ခွန်ကနေရှင်းမှာနိပေခန်းခြင်းနဲ့အငယ်ခွန်ကနေရှင်းမှာပြီးကျွန်တော်လောတအကြောင်းတွေ့ရမယ်။ထိုခါတဲ့မတရားသောသူတို့၏ညစ်ညူးသောအကျင့်အဖြစ်နောက်ဆက်ခြင်းခံရတော်သူဖြောင်းမတ်သောလောတကိုကယ်နှုတ်တော်မူ၏ကိုဖြောင်းမတ်တော်သူသည်မတရားသောသူတို့၏နေစဉ်ကသူတို့၏မတရားသောအမှုများကိုနေ့တိုင်းမပြတ်မျက်စိမြင်လက်နားကြားလက်ရှိသဖြင့်မိမိဖြောင်းမတ်သောစိတ်နှလုံးပြင်းစွာငင်းဆဲရ၏ဒီကျွန်တော်ယုံကြည်သူများစွာစိတ်နှလုံးကအမိုက်ဘုံကျက်နေကျွန်တော်အသွေးခေါ်ထဲမှာစိုးရင်ခြင်းတွေအနုလက္ခဏာတွေတတ်မှတ်ခြင်းတွေအပေါင်းဆိုအမိုက်လိုပဲဝင်နေအဲ့ဒါလောတလူမျိုးဖြစ်တယ်နော်ကျွန်တော်တို့လည်းအဲ့ဒါအရင်ယုံကန်ရတယ်ဒါပေမဲ့အတတ်နိုင်ဆုံးစက္ကန့်နေတာဖြစ်တယ်ညကျွန်တော်တို့တခါတည်းထင်တာကလောက trend နောက်ကိုလိုက်မယ်ကျွန်တော်တို့ကလောကသားတွေတွားတယ်လို့တွားမယ်ပြင်လဲဖျားအလိုရအသက်ရှင်မယ်မရပါဘူးကြီးကုန်မှာတော့လောကအတိုင်းကျွန်တော်တွားလို့မရဘူးကဲလောတကဘာကြောင့်ဒီလိုဖြစ်တာကျမ်းစာဘယ်လိုပြောလဲဆိုတော့လောတကိုဖြောင်းမတ်တော်လောတလောတရဲ့ဝိညာဉ်ကတနည်းအားဖြင့်အခုခေတ်နဲ့ပြောမယ်ဆိုယုံကြည်သူဖြစ်တယ်ဖြောင်းမတ်တော်သူဖြစ်တယ်ဒါပေမဲ့လောတရဲ့စိတ်နှလုံးအသွေးကငင်းဆဲခံရတယ်စိတ်ပြီးစင်ချင်းအမြဲတမ်းခံရတယ်အကြောင်းလေကဲကျမ်းစာကြည့်အောင်နော်ဘယ်မှာတွေ့ရလဲဆိုတော့ကပောက်ကျမ်းခန်းကြီး73အငယ်7-73မှာလောတရွေးချယ်မှုဖြစ်တယ်အာဗျံဒီခါနန်ပြည်၌နေလေလောတမူကမြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍တဲ့တောတော်မြို့နားမှာတဲကိုစောက်လေတောတော်မြို့နားမှာနေတယ်နော်တောတော်မြို့သားတို့တွေစိုးတော်သူထာဝရဘုရားရှင်းတဲ့အလွန်အပြစ်များတော်သူဖြစ်ကြတယ်ဒီလောတက
多种မျိုး啊လူတွေအင်မတန်ဆိုးတယ်ဆိုတော့ तू သိတယ်ကျွန်တော်တို့တွေဇက်လန်တွေ series တွေကိုရီးယားကားတွေအကြာကြီးကြည့်မယ်ဆိုရင်ညင်ညွှန်းချင်းဝင်လာမှသိတယ်ဒါပေမဲ့ကျွန်တော်ဘာလုပ်ချင်လဲဖြိုဖြီးချင်တယ်ကျွန်တော် entertain နော်ကျွန်တော်တို့တွေကိုယ်စိတ်နှလုံးထဲမှာမကောင်းမှန်းသိတယ်ဒီလူတွေနဲ့ပေါင်းလို့ရှိရင်မကြခင်ကိုဘွားတတ်တာဆုံးရှုံးနိုင်သူသိတယ်ဒါပေမဲ့ကျွန်တော်တို့ကအခွင့်အလမ်းကိုလက်မလွတ်ချင်ဘူးအခွင့်အရေးကိုလွတ်မလွတ်ချင်ဒီနေ့လောကရတတ်တာထဲမှာဘာဖြစ်လဲဆိုတော့သူကတောတုံမြို့နားမှာနေတယ်တောတုံမြို့သားတဲ့အဆိုးတော်သူတွေဖြစ်တယ်အလုံးအဖြစ်များတဲ့သူတွေဖြစ်တယ်လောကလည်းမြင်မှာပဲသိမှာပဲဒါပေမဲ့လောကကအဲ့ဒီတောတုံမြို့နားလေးမှာသွားနေဘာကြောင့်လဲဆိုတော့စီးပွားရေးအရန်ကောင်းလို့ဖြစ်ဆိုတော့လောကလောကနဲ့အပေးယူလို့တော့သူဖြစ်တယ်စကလုံးကနော်လောကလောကနဲ့အပေးယူလို့တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့အတတ်နိုင်ဆိုအပြစ်တော့မလုပ်ဒါပေမဲ့ဒီနေ့ဖျားမနစ်တဲ့အတိုင်းဝမ်းထဲမှာသူနေတော့သူဖြစ်တယ်ဒီကျွန်တော်တို့ရဲ့မျက်လုံးကျွန်တော်တို့လောကသားလို့ပြောတဲ့အခါမယုံကြည်သူနဲ့ပေါင်းဖော်ခြင်းမှမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဖုန်းကျွန်တော်တို့ရဲ့နော် YouTube တွေကျွန်တော်ရဲ့ Facebook တွေကျွန်တော်တို့ရဲ့အတ္တတာထဲမှာဒီနေ့လောကသားတွေနော်နေထိုင်တယ်လို့ကြည်တယ်လို့ကြားတယ်လို့တစ်ချိန်လုံးဖြစ်တယ်ဆိုရင်တော့ညီကိုမတို့စာတန်မာနတီတော့ဖာရောကဝေးဝေးမသွားနဲ့ကလက်တွေ့ချက်စဉ်းစားရအဝေးကြီးမှာသူတို့တွေမသွားဘူးအီဂျစ်ပြည်နဲ့အနီးနားမှာသွားချစ်ပူဇော်မယ်ဆိုရင်ဖာရောကခဏလေးနဲ့ရောက်လာသူ့ရဲ့လက်တကမ်းမှာပဲရှိတာဖြစ်တယ်ဒီတသက်တာထဲမှာလောကနဲ့တင်ပေါင်းတင်းနေတယ်နော်အပြစ်ဒုစရိုက်အနားမှာနေလို့ရှင်စာရမာနကကျွန်တော်တို့ကိုအချိန်မွေးအခွင့်ရနိုင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဝေးဝေးရှောင်ဖို့ဖြစ်တယ်ဟာလေလုယာဒီမှာဝေးဝေးမသွားနဲ့တဲ့ဝေးဝေးမသွားနဲ့စာရမာနပြောလိုက်မယ်ကိစ္စမရှိပါဘူးတင်ရင်တော့လွတ်မြောက်ပြီးသားပဲတင်ရင်တော့ဒါတွေအောင်ပြီးသားပဲနော်နည်းနည်းပပရပါတယ်အိတ်ကနေတဖြည်းဖြည်းနဲ့နေရာယူမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကဇာတိကိုလုံးဝအခွင့်မပေးဖို့ရည်ကြည်တယ်ကျွန်တော်တို့ရဲ့အသွေးသားကိုအမြဲတမ်းကျွန်တော်တို့ကအခွင့်မပေးဖို့အတတ်နိုင်ဆုံးစက္ကရမှာဖြစ်တယ်ဝိညာဉ်တော်အပြင်ကြီးကိုမတော့ရုန်းကန်ရပါတယ်တစ်ခါတည်းမလွယ်ပါဘူးဘာလို့ဒီအသွေးသားကညီချင်းရောက်ဆွဲလန်းတာဖြစ်တယ်ကျွန်တော်အဲ့ဒါကျမ်းစာပါပြောတယ်ခရစ်တော်ကငါနောက်လိုက်ခြင်းကိုငင်းပယ်၍ငါနောက်လိုက်ရမယ်နေ့တိုင်းငင်းပယ်ရမနေ့ကတင်ငင်းပယ်တာကမနေ့သက်ပြီးသွားပြီဒီနေ့အသက်တစ်ဖန်ငင်းပယ်အဲ့တော့အားပေးချက်နေ့တိုင်းစက္ကရတာဖြစ်တယ်နေ့တိုင်းရွေးချယ်ရတာဖြစ်တယ်မနေ့ကရွေးချယ်ဒီနေ့တော့အာမခံချက်မရှိတော့ဒီနေ့ရွေးချယ်တာမနေ့ပြန်တဲ့အာမခံချက်မရှိတော့အဲ့ကျွန်တော်တို့ကမွေတွေအားတဲ့သူတို့ရဲ့သားကောင်စားတဲ့အခါမှာပေါ့နော်မွေတွေကဘာဖြစ်လဲဆိုတော့6လလောက်အဲ့ဒီအစားခံနိုင်တယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့လူတွေကတော့အဲ့လိုမဟုတ်နော်တရက်နဲ့စားတယ်မနေ့ကစားတော့ညထိတော့မခံဘူးပေါ့နော်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာနေ့ရက်စဉ်တိုင်းမှာရွေးချယ်ရမှာဖြစ်တယ်အဲကျွန်တော်တို့ကျမ်းစာပါပြောလဲစာလံတေးအငယ်1နှစ်မှာမတရားတော့သူတို့တိုက်တွန်းခြင်းတော့မလိုက်လူဆိုးတို့ရဲ့လမ်းတွေမရမနေမထင်မဲ့မြပြုတ်တော့သူတဲ့အစည်းအဝေးတိုင်းမထိုင်ထာဝရဘုရားတရားတော်၌မွေ့လျော်၍တရားတော်ကိုနေ့ညမပြတ်စင်ကြအောင်မိတော်စေမင်္ဂလာရှိကျွန်တော်တို့မနေ့က Kingdom Business Seminar လုပ်တော့เนาะကျွန်တော်တို့စီမှာဝေငါတက်တေခံပေးတဲ့အခုပြီးဆိုတိတ်ကိုကျမ်းစာ20ခန်းဖတ်တယ်ကျမ်းစာမှာမွေ့လျော်တယ်သူပါပြောလဲဇာတိကိုပေါ့နော်သူအနေနဲ့သွေးဆောင်မှုတွေကိုနှုတ်ကပတ်တော်နဲ့စုပေါင်းခြင်းနဲ့တွာလာတဲ့အခါအလွယ်တကူအောင်မြင်တယ်ဒီမှာပါပြောလဲဆိုတော့ပြန်စဉ်းစားလို့ရှိရင်ဒီကျမ်းစာမှာအပေါ်မှာတော့မတရားတော့သွေးတိုက်တွန်းခြင်းတော့မလိုက်လူဆိုးတို့လမ်းတွေမရက်မနေအဲ့လိုအရင်ဆုံးရေးထားတယ်ပေါ့နော်ဒါပေမဲ့သူရဲ့လူဝတ်ချက်ကပါလဲထာဝရဘုရားတရားတော်နဲ့မွေ့လျော်ရေးတရားတော်ကိုနေ့ညမပြတ်စင်ခြင်းအောင်မိတယ်ဟာလေလုယာဖခင်ရဲ့နှုတ်ကပတ်တော်ကိုနေ့ညမပြတ်စင်ခြင်းမှာမွေ့လျော်တဲ့အခါမှာအပေါ်မှာရှိတဲ့အသက်တာထဲမှာအသက်ရှင်နိုင်သွားတာဖြစ်တယ်ဟာလေလုယာအဲ့ဒီချက်မတရားတော့တဲ့တိုက်သွင်းခြင်းလူဆိုးတို့ရဲ့လမ်းမတိတဲ့တွေပြုတ်တော့တဲ့အစည်းဝေး၌ခုနပြောတဲ့ဝေးဝေးမသွားနဲ့ဆိုတာအဲ့ဒါဖြစ်တယ်ကြောင်းပြန်ဖြစ်တယ်လူဆိုးတို့ရဲ့လမ်းမှာတရားရက်နေမယ်မထီမဲ့မြပြုတ်တော့တဲ့အစည်းဝေးမှာထိုင်နေမယ်ဆိုရင်တော့အနည်းနဲ့အမြအိပ်ဖြစ်အောင်ခံနိုင်မှာပေါ့ကျမ်းစာမှာကျွန်တော်ခဏတွေ့ရဘယ်သူလဲရှန်စုံပြတယ်ရှန်စုံကဘာဖြစ်လဲဆိုတော့ဇပင်သူညက်လိုက်လို့ရှိရင်ဖျားကစွန့်ခွာသွားမှာဖြစ်တယ်ဒါပေမဲ့ချက်ချင်းတော့သူဇပင်တော့မညက်ပါဒါပေမဲ့ဒေလိလဆိုတဲ့လောကကိုကြိုက်တယ်သူဇာတိကိုသူအခွင့်ပေးပြီးတော့ဒေလိလဆိုတဲ့လောကထဲမှာနေတဲ့အခါမှာကျမ်းစာဘယ်လိုပြော
နေ့တိုင်းပူစားတယ်တဲ့အရင်မှန်တယ်ကျွန်တော်လောကအသားဖိအားပေးတာဖြစ်တယ်မယုံမိုးဆိုရင်ကျွန်တော်ဇက်လန်းတွေလောကအရာတွေတနေကုန်နေကြည့်နော်မချခင်ဒေါသတွေထွက်လာလိမ့်မယ်ငင်းတွားတာတွေထွက်လာလိမ့်မယ်ဆဲတဲ့အရာတွေထွက်လာလိမ့်မယ်ဒါညီကိုမတို့တင်းစိတ်နှလုံးမှာထဲတဲ့အတိုင်းတင်းရဲ့နှုတ်ကနေအသွေးခွန်တွေထွက်လာမှာဖြစ်တယ်ပြန်ပြောမယ်တင်းစိတ်နှလုံးမှာထဲတဲ့အတိုင်းတင်းရဲ့နှုတ်ကနေတင်းအသွေးခွန်တွေထွက်လာမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ညီကိုမတို့ဖာရောဗာပြောလဲဆိုဝေးဝေးမသွားနဲ့ဒီအနီးနားပါနဲ့နေဒါဆိုရင်တော့မှတ်ထားပါဝေးဝေးသွားရမယ်ဟာလေလုယာကျွန်တော်တို့နဲ့မဆိုင်တော့ဘူးဟာလေလုယာနော်ကျွန်တော်တို့လဝါကားတဲ့လူဟောင်းကသေသွားပြီအပြစ်နဲ့ဆိုင်တော့ကျွန်တော်လူသေဖြစ်တယ်ဟာလေလုယာဘာမှမဆိုင်တော့ငါအရင်တော့ငါဘိုးအဖေအခုတော့ဘာမှမဆိုင်တော့ဘူးဆိုပြီးတော့ရန်သူကျွန်တော်ပြောရမှာဖြစ်ဒါဆိုအဲ့လိုမလုပ်ပါပြစ်လေမလွတ်မြောက်ဘူးညီကောင်မတို့ငရေရောက်ချင်မှရောက်မယ်အတ္တတာထဲမှာဖခင်ရဲ့ကောင်းကြီးတွေဆုံးရှုံးတာဖြစ်ဒီနေ့ကျွန်တော်တို့ဒီအရာကြောင့်ကျွန်တော်တို့တွေကနှောင့်နေတာဖြစ်တယ်ညီကောင်မတို့ကျွန်တော်မစားရိတ်ကျွန်တော်တို့ယုံကြည်သူများစွာဖခင်ရဲ့ဂတိတော်နှောင့်နေနေတဲ့အရာမပြည့်စုံတဲ့အကြောင်းရင်းကဝေးဝေးမှမနေလို့ဖြစ်တယ်နော်ကျွန်တော်တို့ကနီးလေးမှနေတဲ့အခါမှာနော်အနည်းနဲ့အမြန်ကျွန်တော်ပြန်ပြီးတော့လဲကျသွားတာဖြစ်ပါတယ်ဒါနံပါတ်1ဖြစ်ပါတယ်ကဲနံပါတ်3သွားရအောင်နံပါတ်3ကပါလဲဆိုတော့ယောက်ျားများသာကိုးကွယ်ပါကဲမိသားစုနောက်တော့ next generation ပေါ့နော်မျိုးဆက်တစ်တွေကဲဒီမှာနည်းနည်းဖတ်ကြည့်ရအောင်နော်ထွေးမြောက်ကျမ်းကမ်းကြီး30အငယ်9ကနေ17မှာပါပါတယ်ထွေးမြောက်ကျမ်းကမ်းကြီး30အငယ်9ကနေ17ဖြစ်ပါတယ်မောရှေကအကျွန်ုပ်တို့ဒီသူငယ်သူအိုเนาะအသက်ကြီးတယ်လို့ပြောတာเนาะလူအိုတန်းသမီးတိုးနွားပါလဲတွားပါမည်အကြောင်းမူကားထာဝရဘုရားရှိတော်၌ပွဲခံရပါမျိုးပြန်ဆိုလေတော့ဖာရောမင်းကတင်တို့နဲ့သူငယ်များကိုငါလွတ်တီတိုင်းထာဝရဘုရားသည်တင်တို့၌ရှိစေတော့တတိပြုတ်မကောင်းသောကြံကြသည်တကားသူတို့မဖြစ်ရအရင်တောင်းလျှောက်ဒီအတိုင်းယောက်ျားဖြစ်တော်သူတို့သာတွား၍ထာဝရဘုရားဝတ်ပြုကြမင်းတော်မူသဖြင့်သူတို့ကိုအထံတော်မှနေကြလေစားကြည့်ယောက်ျားတွေအမျိုးသားတွေဖခင်တွေပဲသွားဇနီးတွေနဲ့သားသမီးတွေတိုးနွားတွေခြံသားစားကြည့်နော်ယောက်ျားတွေပဲတောထဲမှာသွားတယ်ဆိုရင်မိသားစုဘယ်မှာလဲကိုယ်စိတ်နှလုံးကဘယ်မှာလဲအီဂျစ်မှာကြံခဲ့တယ်လေအီဂျစ်မှာကိုယ်စိတ်လုံးကြံခဲ့တယ်ဆိုအနေနဲ့မအီဂျစ်ကိုပြန်လာမှာပဲဒါဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာစာတမာနကကျွန်တော်တို့ရဲ့သားသမီးတွေအထူးသဖြင့်ကျွန်တော်တို့မိသားစုဝင်တွေကိစ္စမရှိပါဘူးလို့ပြောကြတယ်ဒီမှာရှိညီကောင်အားပေးချင်တယ်တိမိသားစုပြောင်းလဲဖို့အတွက်ကျွန်တော်တို့တွေတိမိသားစုပြောင်းလဲခြင်းကတင်းရဲ့လွတ်မြောက်ခြင်းဖြစ်တယ်ပြန်ပြောချင်တယ်တိမိသားစုလုံးပြောင်းလဲခြင်းကတင်းရဲ့လွတ်မြောက်ခြင်းဖြစ်တယ်ဟာလေလုယာဒီနေ့စာတမန်နဲ့ဒီမှာပြောလဲဆိုယောက်ျားသားတွေပဲကိုးကွယ်ပါတိမိသားစုလုံးလိုက် generation alike မလွတ်မြောက်စေကြဒီ generation မှာပဲနိုးထမှုဖြစ်တယ်ဒီမျိုးဆက်တွေပဲဖြစ်တယ်ဒီနေ့ဥရောပမှာအမေရိကမှာဖျားเจ้าတွေမှာအသက်60ကျော်ကျွန်တော်ချင်းဆရာပေါ့နော်ဆရာ JM ပါဘူးဆိုတာတနေရာရောက်တယ်ဖျားเจ้าအကြီးကြီးပဲတဲ့အဲ့ဒီထဲမှာတဲ့ဆရာကအသက်60ကျော်ဖြစ်တယ်အဲ့ဒီဆရာကအဲ့ဒီအသင်းတော်ထဲမှာတဲ့လူငယ်ပိုင်းဖြစ်တယ်အဲ့ဒီအသင်းတော်မှာ60ကျော်ဆိုရင်လူငယ်တဲ့80ကျော်ဆိုရင်လူကြီးတဲ့အမလေးလူကလည်းအယောက်90လောက်ပဲရှိလူငယ်တွေကပျောက်သွားတာဖျားเจ้าကနေဘယ်လောက်ဝမ်းနည်းစရာကောင်းအသက်ကြီးတဲ့လူတွေပဲညီကောဒီစာရမဏ generation တွေဖြစ်တယ်။နောက်ကျွန်တော် Sansko ကလေးကဏ္ဍအရင်ကြီးတယ်လူငယ်ကဏ္ဍကြီးကြီးတယ်နော်။အဲကြောင့်ကျွန်တော်တို့က generation like ဖျောက်ကိုးကွယ်ဖို့ဖြစ်တယ် hallelujah ။တမိသားစုလုံးကိုးကွယ်ဖို့ဖြစ်တယ်အာမင်။ဒါကျွန်တော်စဉ်းစားကြည့်ရင်ညီကိုမဘယ်သူမှကျွန်တော်ပြောချင်တာတော့မဟုတ်ပေမဲ့ညီကိုမတော့တင်ချီရတဲ့မိသားစုတွေလေတင်ဆေးရုံရောက်လို့ရှင်ပြေးလာတဲ့သူတွေတင်းတော့ငိုကြွေးနေတဲ့သူတွေအဲ့ဒီလူတွေငရေရောက်မှာကိုတင်းဘလောက်ထိတင်းဖျားရှင်ဘလောက်စုပေါင်းတယ်ကျွန်တော်တို့ YMCA မှာဖျားလာရှိခိုးတယ်နော်ကျွန်တော်တို့ဒေါက်တာဖြိုးကသူ့မျိုးသားတော့ခုတည်းတော့မပြောင်းလဲအခုတော့ပြောင်းလဲမလားမသိသူ့သားလေးကအမေရိကန်ရောက်သူ့သားလေးကကောင်မလေးလည်းရှိတယ်မယုံကြည်သူပြီးအဲ့ဒါကအတူတူနေထိုင်တဲ့ပုံစံဖြစ်နေတယ်ဖျောက်မသိသေးတဲ့အခါသူ့သားပြောင်းလဲဖို့ဆိုအရန်ဆန္ဒပြင်းပြတယ်သူ့သားအရန်ချစ်တဲ့အခါကျတော့တရက်ကို3ချိန်စုတောင်းတယ်တဲ့ဘုရားရှင်မှာငိုကြွေးပြစုတောင်းတာနလလောက်ပြည့်တဲ့ချိန်မှာသူ့သားကအမေရိကမှာနော်ဘုရားတခင်ကအောဝေရကျန်းစာနဲ့ကြီးတော်ကျန်းစာနော်အဲ့ဒါနဲ့အိတ်ကျန်းစာနဲ့ထိတွေ့ပြီးတော့ပြောင်းလဲသွားတယ်သူ့သားရဲ့တသက်ခံချက်တွေပြောပြတယ်ကျွန်တော်စဉ်းစားကြည့်ရ
ဘာကြောင့်ငါတို့မိသားစုမပြောင်းလဲတာဒါတော့ဖျားပဲတိမှာပေါ့ဒါပေမဲ့လေကျွန်တော်တို့တွေကိုမိသားစုပြောင်းလဲဖို့အတွက်ဘလောက်ဝင်တာရှိတယ်ကျွန်တော်တငယ်ချင်းဆရာဂျောရှွာခိုင်နဲ့တွေ့တဲ့အခါမှာကျွန်တော်မိသားစုတဲ့အရင်တော့အဲ့လောက်ထိဝင်တာမရှိဘူးဒါပေမဲ့နော်ဆရာဂျောရှွာခိုင်ကသူ့ရဲ့အတော်တွေသူ့ရဲ့မိသားစုတွေတယောက်မကြံပြောင်းလဲဖို့သူ့မိသားစုတွေဝိညာဉ်ထဲမှာစီးလုံးဖို့အားစုပေါင်းတယ်အစာရှောင်းတယ်ကျွန်တော်ခဏခဏလေးသူပြောတဲ့အခါမှာကျွန်တော်စစုပေါင်းတယ်များစွာဘုရားရှင်ကကောင်းချီးပေးတာဖြစ်တယ်ဟာလေလုယာဒီနေ့သင်မိသားစုတဲ့သင်ဟာအဦးသီးဖြစ်တယ်အာမင်အဦးသီးဖြစ်တယ်သင်မှာပါဝင်ရှိတာဖြစ်တယ်သင်တယောက်တည်းကောင်းကင်ဘုံကိုသွားမယ်ဆိုရင်ဒီနေ့အစင်မပြေဘူးရန်တော့ကပ်တော့ဘာဂရိတော်ရှိလဲဆိုတော့နော်တမန်တော်ဝိတုခန်းကြီး16ငွေ31ကျွန်တော်ခဏပြောတဲ့အရာထိုသူတို့ကလည်းသခင်ယေရှုခရစ်ကိုယုံကြည်လို့ယုံကြည်ရင်သင်နဲ့သင်အိမ်သူအိမ်သားတို့ဒီကယ်တင်ခြင်းတို့ရောက်ကြလိမ့်မယ်ပြောဆိုလေဒီနေရာမှာကထောင်မိုးဖြစ်တယ်ပေါ်တော့ဘာပြောလဲဆိုတော့ယေရှုကိုယုံကြည်ပါတဲ့ဘာပြောလဲဆိုတော့ထောင်မိုးကအိမ်ထောင်ဦးစီးဖြစ်တယ်သင်ယုံကြည်ရင်သင်နဲ့သင်မိအိမ်သူအိမ်သားတို့ဒီကယ်တင်ခြင်းတို့ရောက်ကြလိမ့်မယ်ကျွန်တော်ဒီအောင်ပါပြောချင်တဲ့တင်တော့သင်ပထမဆုံးပြောင်းလဲလူယုံကြည်သူဖြစ်တယ်ဆိုရင်သင်စယုံကြည်စုတောင်းပြီးတော့ကြီးညာလို့ရှိရင်သင်မိသားစုလည်းပြောင်းလဲလာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီကိုမတို့ငါမိသားစုမှာတယောက်လောက်လို့လည်းကိစ္စမရှိဘူးစာတန်ကသင်အပေးရလုံးမှာဖြစ်တယ်စာတန်ကအပေးရလုံးနေတဲ့အရာကိုနားလည်နိုင်ဖို့ပြကောင်းချေးပေးပါစေအထူးသဖြင့်မိဘတွေသင်ရဲ့သားသမီးတွေတိုက်ရောက်မှအပါမခံနဲ့အာမင်သင်မှာပါဝင်ရှိတာဖြစ်တယ်ညီကွာငါသားသမီးတွေစာတန်လက်ထက်တိုက်ရောက်မှအပါမခံတေးတေးရှင်းရှင်းတိုက်ပွဲဝင်မယ်အဆရှောင်းမယ်ဝိညာဉ်တိုက်ပွဲဝင်မယ်စက္ကမဲ့စုတောင်းမယ်ဟာလေလုယာအဲ့လိုနှလုံးသားနဲ့သွားမယ်စာတန်ကသင်ကိုပြောမှဖြစ်တယ်တယောက်ကတော့ဘုရားမရွေးဘူးခြင်းတယ်ဘုရားမရွေးဘူးလို့ဘယ်သူကသိနိုင်မလဲသေတဲ့ဒီဘယ်သူကသိမှာမဟုတ်ဘူးကိုမတို့နော်ကဘာဦးကလေးကဘုရားရွေးကောက်ခြင်းမပါဘူးရှောက်မပြောနဲ့ဒီကနေ့ကျွန်တော်တို့စုမတောင်းသေးလို့ကျွန်တော်တို့တွေနှုတ်ကပတ်တော်ရအောင်မလုပ်သေးလို့မပြောင်းလဲသေးတာမဖြစ်နိုင်ဘူးလားညကျွန်တော်တို့တက်တာများလက်မလျှော့ပါနဲ့ဇွဲမလျှော့ပါနဲ့ဟာလေလုယာဘုရားအလိုတော်တမိသားစုလုံးပြောင်းလဲဖို့ပြတယ်ဟာလေလုယာဘုရားလေတော့ကျွန်တော်တို့ဒါကြောင့်ယောရှုကပါပြောတယ်ကျွန်တော်ယောရှုမဆာ24အငယ်15မှာယောရှုမဆာ24 15ဖြစ်တယ်တော့ယောရှုကအသက်ကြီးတဲ့သူခေါ်ပြီးတော့စိန်ခေါ်တဲ့စကားလုံးဖြစ်တယ်တို့မဟုတ်တဲ့ထာဝရဘုရားဝတ်မပြုတ်ကောင်းတင်တို့ဆိုနေတဲ့နော်မြစ်ကြီးတစ်ဖက်ဘိုးဘေးတို့ဝတ်ပြုတ်တော့ဖရားတင်တို့နေရအာမောရိပြည်သားတို့ဖရားအဘယ်မီတော့ဖရားတို့ဝတ်ပြုတ်ယနေ့ရွေးကြတော့ယောရှုနောက်ဆုံးတေခါနေမှာစိန်ခေါ်တယ်အေးတရားလူမျိုးတွေမင်းတို့ရွေးပါနော်ထာဝရဘုရားကိုမကိုးကွယ်ဘူးငါတခြားဘုရားကိုရတယ်တဲ့ဒါပေမဲ့တဲ့ငါနဲ့ငါအိမ်သားဖြစ်လေထာဝရဘုရားကိုသာဝတ်ပြုတ်မိဟာလေလုယာငါနဲ့ငါအိမ်သားဖြစ်လေထာဝရဘုရားဝတ်ပြုတ်မိဟာလေလုယာဒီကောင်မတော့တင်သက်တာထဲမှာစီးပွားရေးမှာအမှုတော်မှာသင်ရဲ့ကဏ္ဍတည်တဲ့ဘလောက်ပဲအောင်မြင်တင်မိသားစုတစုလုံး home cell ဖះကိုကိုးကွယ်တဲ့နေ့မရောက်သေးဘူးဆိုရင်ကျွန်တော်ဘယ်လောက်ထိခံစားရမလဲကျွန်တော်အဲ့လိုပြောလိုက်လို့ကျွန်တော်တို့ကဘယ်လိုပြောမလဲကိုမိသားစုမပြောင်းလဲကိုမှအပြစ်ရှိတယ်အဲ့လိုပုံစံမျိုးမဟုတ်ပါဒါပေမဲ့ကျွန်တော်ပြောချင်တာကအထူးသဖြင့်ဘယ်လိုခံစားလဲဆိုတော့သားသမီးတွေဖြစ်တယ်ညီးမြစ်တွေဖြစ်တယ်ကိုယ့်ရဲ့ generation တွေကိုဒီနေ့စာရမဏခိုးယူခြင်းဆိုတော့အဲ့လိုတစုံတယောက်မပြောင်းလဲဘူးဆိုတော့ကျွန်တော်တို့ပဲစိတ်ဒုက္ခရောက်မှာဖြစ်စဉ်းစားကြည့်လေဖာရောကပြောလဲဆိုတော့ကလေးတွေထားခဲ့တဲ့ဇနီးတဲ့နဲ့ကလေးကိုထားခဲ့ယောက်ျားသားပဲကိုးကွယ်ပါကဲဟိုမှာသွားကိုးကွယ်လို့ရှင်ပါပြီလေအချိန်မရွေးဒီနေ့နော်ဖာရောကသူ့ရဲ့အီဂျစ်ပြည်ကိုပြန်ပြကျွံပြုတ်လို့ရတာဖြစ်တယ်ဒါပေမဲ့တမိသားဆိုတော့လွတ်မြောက်သွားတဲ့ခါကျတော့ဖာရောရဲ့တကိုးဖာရောရဲ့အာဏာမသိရောက်တော့ဟာလေလုယာဒါကြောင့်ကျွန်တော်ခုနပြောတဲ့စုံလင်တော့လွတ်မြောက်ခြင်းဆိုတာအဲ့ဒါစာရမဏကနံပါတ်1ကျွန်တော်တို့အပြစ်နဲ့အပေးကိုလုပ်ချင်အပြစ်မှာစနေလိုက်ကိစ္စမရှိဘူးမင်းဒီဒုစရိုက်ကလူတွေလည်းလုံနေတာပဲဒီကျွန်တော်ချင်းတွေဆိုရှိရခိုင်နီတို့စာဒါတို့ဒါတွေကိုမစွန့်လွတ်လဲရပါတယ်တေးတွေဘာတွေညာတွေနော်တချို့ကရင်တွေဆိုလဲဒီကွန်ဆိုတာကနော်ဘုံကြီးတွေနော်တင်းဆရာတွေလည်းစားတာပဲနှုတ်ကပတ်တော်ဘာပြောတယ်လဲအဲ့အပြစ်နဲ့အပေးယူလုပ်တဲ့လူအင်မတန်အန္တရာယ်များတာဖြစ်တယ်ပြီးရင်လောကဇာတိနဲ့ကျွန်တော်တို့အပြစ်နဲ့တော့တော်တော်များများကင်းရှင်းတယ်ဒါပေမဲ့လောကနဲ့အပေးယူလို့ရန်သွားလို့ကဲကျွန်တော်တို့ဝေးမသွားဘူးဆိုအချိန်မရွေးလာခဲ့ဆိုရင်ကျွန်တော်တို့လာရမှာဖြစ်တယ်နော်သူရဲ့စစ်တပ်နဲ့လာပဲဆိုရင်
နောက်မိသားစုတွေကိုသားသမီးတွေမပြောင်းလဲဘူးနော်ဖယားကိုမကိုးကွယ်ဘူးဆိုရင်ကျွန်တော်တို့လည်းအပြည့်အဝဘယ်လိုလုပ်ဝမ်းမြောက်နိုင်ပါလဲဒီနေ့ညီကောင်မတို့ဒီနေ့ကျမ်းစာပြောပါသင်ယုံကြည်ရင်သင်နဲ့သင်အိမ်သူအိမ်သားကဲ့တင်ခြင်းရမယ်တဲ့ဟာလေလုယာသင်စပြောင်းလဲပဲယုံကြည်ပြီးတော့ဆုတောင်းမယ်ဆိုရင်မိသားစုလည်းအကုန်လုံးလိုက်ပြောင်းလဲလာမှာဖြစ်ဆိုတော့ကျွန်တော်အနေနဲ့ကိုယ့်ရဲ့ဆွေမျိုးပေါ့နော်ဒါမှမဟုတ်မောင်နှမမိသားစုအမျိုးစုံဖြစ်ချင်မှဖြစ်မယ်အထူးသဖြင့်တိုက်ရိုက်မိသားစုတွေကျွန်တော်တို့ကလုံးဝပါဝင်ရှိတာဖြစ်တယ်ကျမ်းစာဘာပြောလဲဆိုတော့ဇနီးမောင်နှံတွေပေါ့နော်ယုံကြည်သူနဲ့မယုံကြည်သူအိမ်ထောင်ပြုတ်ပြီးတဲ့ခါမှာတဲ့ယုံကြည်သူအိမ်ထောင်ဘက်ကြောင့်မယုံကြည်သူအိမ်ထောင်ဘက်စင်ကြယ်တယ်တဲ့ယုံကြည်သူမိမကြောင့်သားသမီးတွေစင်ကြယ်တယ်တဲ့ကျွန်တော်အဲ့ဒါဖတ်ကြည့်တဲ့ကဘာလို့နားလဲလဲဆိုစင်ကြယ်တယ်လို့ပြောတဲ့အခါမှာအပြစ်မရှိလို့ပြောချင်တာမဟုတ်ဘာပြောချင်တာလဲဆိုတော့အဲ့ဒီယုံကြည်သူအပြင်အဲ့ဒီမယုံကြည်သူအိမ်ထောင်ဘက်ပြောင်းလဲလာဖို့ဖြစ်ဘုရားအလိုတော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကတိုက်ပွဲဝင်ရမယ်ဆုတောင်းရမယ်လုံးဝလက်မလျှော့နဲ့ဘုရားအလိုတော်ဖြစ်တယ်ဆိုတာနားလေစီချင်တယ်တမိသားစုလုံးလွတ်မြောက်ဖို့ဘုရားအလိုတော်ဖြစ်တယ်ဟာလေလုယာကျွန်တော်အပေါင်းမိသားစုတွေတမိသားစုလုံးဘုရားကြောင့်တွားနိုင်တဲ့စိတ်ကူးရင်သားပါအာမင်သင်ကဝန်တာမရှိဆုမတောင်းဘူးဆိုရင်တော့ဘယ်လိုလုပ်ဖြစ်မလဲညီကိုမတို့တချို့လက်လျှော့နေပြီကျွန်တော်အာယူစမ်းပါစာတန်ကိုအခွင့်မပေးနဲ့အာမင်သင်ရဲ့မတည်တဲ့ခွင့်ရရှိတာဖြစ်တယ်ပြန်ပြောမယ်မတည်တဲ့ခွင့်ရရှိတာဖြစ်တယ်နော်ဘာဖြစ်လို့လက်လျှော့မှလဲညီကိုမတို့နော်ဆိုတော့ဒါကြောင့်မိသားစုတွေပြောင်းလဲဖို့အတွက်ဆုတောင်းရမယ်နှုတ်ကပတ်တော်ရှားဖို့အတွက်ကျွန်တော်တို့ကဝိညာဉ်တော်ကိုအကူအညီတောင်းမှာဖြစ်တယ်ဒီနှစ်ခုကျွန်တော်အားပေးချင်နံပါတ်1ဆုတောင်းမှာနံပါတ်2ဉာဏ်ပညာကိုတောင်းမှာဝိညာဉ်တော်ဖယားနော်နှုတ်ကပတ်တော်ဧဝံဂေလိတရားကြားအောင်ဘယ်လိုလုပ်ရမလဲနော်ဒါခါကျအမုန်းခံပြီးတော့လေကျွန်တော်တို့ကပြင်ဆင်ရမှာဖြစ်အကြောင်းပြပြီးတော့ဧဝံဂေလိတရင်ကောင်းကြားနိုင်အောင်လုပ်ရမှာဖြစ်ပါနော်မင်းဒီတိုင်းနေလို့ရှင်တော့သင်ကတော့ကောင်းကင်ဘဝအရန်ဝမ်းမြောက်ပြီးတော့သင်ချရတဲ့သူတွေငရဲထဲမှာထာဝရနေရမယ်ဆိုတဲ့အရာစဉ်းစားကြည့်ပါဘယ်လောက်ဝမ်းနည်းစရာကောင်းနေပုံမှာတော့ဒါကြောင့်ကျွန်တော်တို့အဲ့ဒါဖြစ်တယ်ကဲနောက်ဆုံးစာဒမာနကတိုးနွားများစီးစင်ဥစ္စာဒါကျွန်တော်ခုနက Kingdom Business Seminar မှာပေါ့နော်ဒါအောင်ပြောဖို့စဉ်းစားနေတယ်မဲ့ဒီနေ့မှဖျားလို့ရှိလို့ထင်တယ်ကောဒီမှာထွတ်မြတ်ကျမ်းခန်းကြီး30 24 26မှာပြောလဲဆိုတော့ထိုခါဖာရောဘုရင်နေတဲ့မောရှင်နဲ့အာရုံခေါ်၍ထာဝရဘုရားဝတ်ပြုခြင်းကတွားကြတော့ဒုရရင်တိုးနွားများကိုထားခဲ့ကြစေတဲ့နော်သူငယ်မြောက်ခေါ်ကြစေဟုတ်မိန်တော်မူမောရှိကလည်းကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားရစ်ပူဇော်ဆရာဖို့ကျွန်တော်ဒီမှာ highlight ပြောချင်တာရစ်ကောင်များမင်းရှုရာပူဇော်တကာမြောက်ကိုတော်ပေးရမည်ကျွန်တော်တို့တွေတရိษံမြောက်ဆောင်သွားမည်တကောင်မှမကြံရရအကြောင်းမူကသူတို့ထဲကကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားဝတ်ပြုစရာဖို့ရွေးယူရမည်ထာဝရဘုရားအဘယ်မီတော့အကောင်နဲ့ဝတ်ပြုရမည်ထိုရတော့မရောက်မသိဟုတ်ဆိုနေတော့ဒီမှာပြောလဲဆိုဖာရောကတွားမှာလူတွေလည်းတွားပါဒါမဲ့တိုးနွားတွေထားခဲ့စီးစံဥစ္စာတွေထားခဲ့ဒါမဲ့မောရှေပြောလဲဆိုတော့ထာဝရဘုရားရစ်ပူဇော်ဖို့တရိษံအကုန်လုံးယူသွားဘယ်အကောင်ကိုဘုရားကြိုက်လဲတိုးကြိုက်လားနွားကိုကြိုက်လားစိတ်ကိုကြိုက်လားပြောလို့မရအကုန်လုံးယူရတယ်ပြောချင်တာပါလဲဆိုတော့ထာဝရဘုရားကိုရစ်ပူဇော်ဖို့အတွက်ကျွန်တော်တို့ရဲ့စီးစိမ်ဥစ္စာတွေလိုအပ်တာဖြစ်ပါတယ်ပြန်ပြောမယ်ဖယားကိုအစေခံနိုင်ဖို့ပိုက်ဆံလိုအပ်တာဖြစ်တယ်။ကျွန်တော်တို့ရဲ့ဘန္နာတွေကျွန်တော်တို့စီးစိမ်တွေပြန်ယူရမယ်ညီကောင်မတို့ကျွန်တော်တို့ဖယားပေးတဲ့မြေကွက်တွေပြန်ယူရမယ်ဖယားပေးနေတဲ့ကျွန်တော်တို့စီးစိမ်ရတဲ့အစွမ်းတတိတွေပြန်ယူရမယ်ဟာလေလုယာ။ကျွန်တော်နားလေးစီခြင်းနဲ့ကျွန်တော်တို့ဒီနေ့တချို့တော့ယုံကြည်တဲ့ငွေကြီးကိုတိတ်ကြယူမဆိုင်။ဒါပေမဲ့ငွေကြီးမှာကောင်းစားဖို့ဘုရားလိုတော်ရှိ။ဘာကြောင့်လဲဧဝံဂေလိလုပ်ရမယ်စင်းရသားတွေပေးကမ်းရမယ်ကျွန်တော်တို့ဘန္နာတွေတိုးပွားရမယ်ဟာလေလုယာနောက်တစ်ခါပါလေလက်ဆိုအစေခံနိုင်ဖို့ကျွန်တော်ခုဆိုရင်ကိုပိုင်ကားမရှိဘူးဒါပေမဲ့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ကိုပိုင်ကားရှိတဲ့ချိန်နော်ကားမောင်းလည်းမတင်ရသေးဘူးဆိုတော့ဗောနော်အကြောင်းရှင်းလဲအဆင်မပြေဘူးကိုပိုင်ကားနဲ့လွတ်လပ်စွာအစေခံဖို့အတွက်ပို့ပြီးတော့ထီရောက်တယ်ဆိုရင်လုံးဝကျွန်တော်မှာကိုပိုင်ကားလုံးဝရောက်ချလာမှာဖြစ်တယ်အာမင်ကျွန်တော်ပြောချင်တာကကျွန်တော်တို့စီးစင်ဥစ္စာတွေဘာတော့လဲဖယားကိုလွတ်လပ်စွာအစေခံနိုင်ဖို့အတွက်ဖြစ်တယ်။ဒါဒီစီးစင်ဥစ္စာကဖယားကိုကိုးကွယ်ဖို့အစေခံဖို့ခံတာဖြစ်တယ်ဆိုရင်မရှိတာပိုကောင်းတယ်။အဲကြောင့်ဖယားတချို့တော့ဘာပြောလဲရှိသမျှစွန့်ပြန်ကနောက်လိုက်တချို့တွေရှိအကုန်လုံးရှိတယ်မစွန့်ခိုင်းဘာကြောင့်ဖယားစွန့်ခိုင်းတာလဲဆိုတော့ဖယားပေးခြင်းတဲ့ထာဝရအရာဝိညာဉ်အရာကိုရဖို့အတွက်သူ့ရဲ့စီးစင်ကဟန်တာလို့ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့သက်တာထဲမှာဖယားက
အိမ်တွေဟာလေလုယာသင်ကိုယ်ပိုင်အိမ်ရှိတဲ့အခါမှာသင်ကအိမ်ငါးနဲ့နေတဲ့အခါလွတ်လပ်စွာမကိုးကွယ်နဲ့သင်တတရဲမှာဒါပေမဲ့ကိုယ်ပိုင်ရှိတဲ့အခါသင်အိမ်ပြလွတ်လပ်စွာအဲကြောင့်ကျွန်တော်ဆိုရင်စိတ်ထဲမှာဖះเจ้าနေရာတို့တွင်လွတ်လပ်စွာချီးမွမ်းကိုးကွယ်နိုင်ဖို့ဖះကအကောင်းဆုံးနေရာပေးမယ်ဟာလေလုယာညမချခင်မှာကျွန်တော်ရုပ်ရှင်ယုံတွေလည်းဖះကအသင်းတော်တွေတက်ပေးမယ်လို့ရန်ယုံကြည်တာဖြစ်တယ်အာမင်မကြသေးရဝစီရရုပ်ရှင်ယုံဖွင့်တယ်ပေါ့နော်စိတ်ထဲမှာဒီရုပ်ရှင်ယုံတွေလည်းမကြခင်မှာဝတ်ပြုတ်ကိုးကွယ်ဖို့နေရာဖြစ်မယ်လို့ကျွန်တော်အရင်ယုံကြည်တာဖြစ်တယ်ဟာလေလုယာနိုးထမှုတွေဖြစ်လာတဲ့အခါမှာဟာလေလုယာညီကောင်မတို့ဘာကြောင့်လဲလွတ်လပ်စွာကိုးကွယ်ဖို့အတွက်နော်စီးစင်တွေလိုအပ်တယ်ပိုက်ဆံတွေလိုအပ်တယ်ဒါလေကျွန်တော်တော်လေးဦးနော်ကျွန်တော်တို့တွေနေရာတွေတိုက်ခန်းမှာကိုးကွယ်ရတဲ့အရာတွေဟာငါတို့မှာငွေအလုံလောက်တာရှိလို့ရှိရင်ကိုယ်စိတ်ထဲမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာညီကောင်မတို့ဘုရားသခင်ကကျွန်တော်တို့ကိုဒီနေ့မောရှေဘာပြောတယ်တိုးနွားမြောက်ထားခဲ့ပါဆိုဟုတ်တာပဲတရားပဲရှုပ်တယ်လူလွတ်ပဲသွားလိုက်မယ်အဲ့လိုမပြောမရဒီတိုးနွားတွေလည်းအရေးကြီးတယ်ဒီအရာတွေအပြင်ဖယားကိုရှစ်ပူဇော်ဖို့ဖြစ်တယ်ဒီတင်တတာထဲမှာစုပေါင်းမှာကိုတော့ကျွန်တော်ကိုတော့နိုင်ငံတော်ကျေပြတ်ဖို့အတွက်ကျွန်တော်ကိုကြွေဝစေပါဟာလေလုယာစင်ရသားတွေကြွေမွေးဖို့အတွက်ကျွန်တော်ကြွေဝစေပါဟာလေလုယာကျွန်တော်တို့အတ္တတာထဲမှာနော်စီးစိမ်ဘန္နာတိုးပွားဖို့ဆန္ဒရှိရမယ်စေဖို့တဖို့ပေးကတဲ့နှုံးတွေတိုးပွားဖို့တဲ့ဆန္ဒရှိရမယ်အရင်တော့တင်းစေဖို့တပတ်1000လောက်ရှိမကြပဲ9000တသိန်း10သိန်းဟာလေလုယာစေဖို့တဖို့ပေးကတဲ့အရာနော်အပတ်တိုင်းပေးနိုင်မှုမှစာ၍ဒါကြောင့်ကျွန်တော်တို့ကျမ်းစာတချို့ဖတ်ရအောင်နော်အာဗြဟံကောင်းကြီးလဲဟုတ်တယ်ညီကောင်မအာဗြဟံကောင်းကြီးလဲဘာပါလဲဆိုတော့ဘုရားရှင်ကပောက်ကျမ်းခန်းကြီး7မှာတင်းအမျိုးတွေကိုငါပေးမယ်လို့ပြောတယ်ကပောက်ကျမ်းခန်းကြီး73မှာဘုရားမြေကိုပြတယ်တင်းမြင်တော့မြေတစ်ပြင်လုံးကိုတင်းနဲ့တင်းအမျိုးနဲ့ငါဒီကာလဆင်နေပြီလေမြေပါတာဖြစ်တယ်ဘာကြောင့်မြေကရည်ကြီးတာလဲမြေကကျွန်တော်စဉ်းစားကြည့်တယ်ကျွန်တော်တို့အသင်းတော်ဆိုတာအဆောက်အုံမဟုတ်ပါနော်အသင်းတော်ဆိုအဆောက်အုံကြီးပုံမှာဒါပေမဲ့ဘာဖြစ်လို့အဆောက်အုံလိုအပ်တယ်အဲ့ဒီအဆောက်အုံမဟုတ်တဲ့အသင်းတော်ကိုတည်ဆောက်နိုင်ဖို့အဆောက်အုံလိုပြန်ရောအသင်းတော်ဆိုအဆောက်အုံမဟုတ်ဒါပေမဲ့ဒီလူတွေကြီးထွားဖို့ကျမ်းစာကျောင်းတွေလုပ်ဖို့ကျွန်တော်စုတောင်းဖို့အတွက်ပဝင်းကျင်တဲ့ဒုက္ခမပေးဖို့အတွက်နေရာတွေလိုအပ်တယ်။ဒါဘုရားရှင်ကျွန်တော်တို့မြေကွက်တွေနေရာတွေဟာလေလုယာတန်တော်လေကိုယ်ပိုင်အိမ်တွေလောလောလတ်စွာဘုရားစေခံနိုင်ဖို့အတွက်ကိုယ်ပိုင်ကားတွေဘုရားရှင်ကတင်းကိုပေးခြင်းနဲ့ဆိုရှုံစမ်းပါဟာလေလုယာဒါပေမဲ့အဲ့ဒီအရာကပါလေလောလောစွာအစေခံနိုင်ဖို့ဖြစ်တယ်။ဟိုတနေ့ကျွန်တော် Kingdom Business မှာခုပြပြောတယ်ကျွန်တော်အားလုံးကိုယ်ပိုင်စီးပွားရေးတမကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ဖြစ်စေချင်တယ်။ဘာကြောင့်လဲဆိုတော့အချိန်ထွက်လာမယ်ဒီနေ့ကျွန်တော်မှန်တယ်ကျွန်တော်တို့ကကိုယ့်ရဲ့အချိန်ကိုဘုရားနိုင်ငံဧဝံဂေလိတဲ့အသုံးပြုခြင်းတယ်အမှန်တကယ်လေဘုရားချိန်ရောက်လာပြီဆိုကျွန်တော်ယုံကြည်တယ်ဘုရားကကျွန်တော်တို့ကိုလုံးဝလမ်းဖွင့်ပေးနိုင်တာဖြစ်တယ်ဟာလေလုယာ။យ៉ាងကြီးကကျွန်တော်ပြောချင်တာနားလည်မယ်လို့ယုံကြည်တယ်။ဘာကြောင့်ဘုရားကြောင့်စီးစင်ဥစ္စာပေးချင်တာလွတ်လပ်စွာအစေခံနိုင်ဖို့ဖြစ်တယ်။လွတ်လပ်စွာကိုးကွယ်နိုင်ဖို့အတွက်ဖြစ်တယ်။ဘုရားခိုင်းတဲ့ရောက်ကိုလွတ်လပ်စွာအဲ့ဒါကျွန်တော်တို့ကဘုရားငွေကြီးပေးချင်တယ်။ဘုရားရဲ့စေခိုင်းတဲ့အမှုတွေပြီးစီးဖို့အတွက်ဘုရားပေးချင်တာဖြစ်တယ်။စိန်ခံဖို့မဟုတ်ဘူး။နော်ဒီနေ့ဘုရားကဣတိယလူမျိုးတွေစီးစင်ဥစ္စာဘဏ္ဍာများစွာနဲ့လွတ်လိုက်တယ်။ဒါပေမဲ့သူတို့အတ္တတာဘာလို့လဲပရမအောင်ဆုံးနွားတငယ်ရုပ်တုလုပ်လိုက်တယ်ပရမအောင်ဆုံးတဲတော်စောက်ဖို့အတွက်ဘုရားကပြင်ဆင်ထားတာဖြစ်တယ်သူတို့အတွက်လည်းဝမ်းမြောက်စရာဖြစ်တယ်နောက်တဲတော်စောက်တဲ့အခါလိုအပ်တဲ့အရာတွေဘုရားရှင်ဒါဝိဒ်ကိုကောင်းချီးအများကြီးပေးတယ်ဒါဝိဒ်ဘာလို့လဲရှောလမုန်ဗိမာန်တော်စောက်ဖို့အကုန်လုံးကိုပြန်လူတာဖြစ်တယ်ဒါဝိဒ်ကအမှစိတ်မခံကျွန်တော်မနေ့ကအခုပြီးမနေ့ကမလာနိုင်လို့စိတ်မကောင်းဘူးကျွန်တော်လာတဲ့လူကတော့အရန်ကောင်းချီးရတာဖြစ်တယ်ဆိုတော့ကိုခုပြီးကပြောတဲ့အခါမှာလို့စီးစင်ဥစ္စာတွေပိုက်ဆံတွေဆိုတာကတကယ်အစေခံတွေဖြစ်တယ်ပေါ့နော်ဆိုတော့အစေခံတကယ်ကိုဖြစ်သွားတဲ့အခါမှာဘယ်လောက်လွတ်မြောက်လဲပိုက်ဆံကြောင့်စိတ်ချမ်းသာတာမဟုတ်နှုတ်ကပတ်တော်နဲ့မျက်မှောက်တော်ကြောင့်စိတ်ချမ်းသာနေတာဟာလေလုယာအဲ့ဒါကကျွန်တော်တို့ဖရားလူတွေအဲ့လိုမျိုးလူတွေကိုဖရားဥစ္စာပစ္စည်းတွေကိုအနှင်းတာအရန်ကောင်းတာဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ပိုက်ဆံကိုတတ်မှတ်နေတယ်ဆိုရင်တော့နော်အဲ့ဒီအရာအများကြီးမှဖရားအမှန်မဟုတ်ကဲဒီမှာယူဘီလာနှစ်နဲ့ပတ်သက်ပြောချင်တယ်ဂျူဘီလာပြန်၍မပေးနိုင်ရောင်းခဲ့တဲ့ဥစ္စာဝက်ပြောက်ကျမ်းဂန်ကြီး25နဲ့28မှာရောင်းခဲ့တဲ့ဥစ္စာကိုဂျူဘီလာနှစ်တိုင်အောင်ဝယ်တော်သူလက်၌ရှိစေရမည်ဂျူဘီလာနှစ်တွင်လက်လွတ်ရဲ့အရှင်ဟောင်းလက်တို့ရောက်စေရမည်ကျွန်တော်ဒါကိုဖတ်တဲ့အခါမှာဘာတွေလဲပေါ့နော်သူတို့ကနှစ်90ဖြစ်မှဂျူဘီလီလောက်တာဖြစ်တယ်အဲဂျူဘီလာနှစ်မှာ
မြေကွက်ဆိုတာကဘိုးဘွားကပိုင်တာရောင်းလို့မရနှစ်90တနည်းအားဖြင့်အငားနဲ့လောက်ရတာဖြစ်တယ်နှစ်90ပြည့်တဲ့ခါကျရင်အကုန်လုံးပိုင်ရှင်လက်ထဲပြန်ပေးတာပဲ restoration ဖြစ်တယ်လက်ဝါးကားထဲမှာယေရှုကဂျူဘီလာကောင်းကြီးကိုတည်ဆောင်လာဖြစ်တယ် hallelujah ဝန်ခံရအောင်ယေရှုနာမကြောင့်ကျွန်ုပ်ဒီနော်ဆုံးရှုံးသမျှပိုင်ဆိုင်မှုတွေရရှိပြီလို့ပြန်ပြောရဒီနေ့တော့ယေရှုခရစ်ရဲ့နာမကြောင့်ကျွန်ုပ်ဒီဆုံးရှုံးသမျှပိုင်ဆိုင်မှုတွေအားလုံးရရှိပြီ hallelujah ဂျူဘီလာနှစ်မှာမြေကွက်တွေပြန်ပေးတာဖြစ်တယ်ဒီနေ့မြေတွေပိုင်ရမယ်လို့ယုံကြည်ပါအိမ်တွေပိုင်ရမယ်လို့ယုံကြည်ပါကားတွေပိုင်ရမယ်လို့ယုံကြည်ပါအာမင်ယုံကြည်ပါသလားကိုပိုင်အိမ်ကိုပိုင်ကားကိုပိုင်မိသားစုနော်ကျွန်တော်ကိုပိုင် business ကိုပိုင်ကျွန်တော်တို့မြေကွက်တွေကျန်းစာကြောင်းတွေမှဆိုင်ဒီကိုမတို့ကျွန်တော်တို့ရဲ့ဥစ္စာပစ္စည်းတွေကိုပြန်လည်ပြီးတော့ကျွန်တော်တို့အနေနဲ့ကိစ္စမျိုးရပါတယ်ငါတသက်လုံးငါဒီအိမ်ငါးနဲ့ပဲနေမယ်ကဲအဲ့လိုအိမ်ငါးနဲ့နေလို့ဖះကိုလွတ်လပ်စွာကိုးကွယ်ဖို့ဖះအစေကံပို့ထိရောက်တယ်ဆိုတာကိစ္စမရှိဘူးဒါပေမဲ့ကိုယ်ပိုင်အိမ်နဲ့ရှိပြီးတော့ဖះကိုးကွယ်ဖို့အဲဝံဂေလိလို့ဖို့ပို့ထိရောက်တယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ဖះကိုယ်ပိုင်အိမ်ကိုပေးမှာဖြစ်တယ်ဖះကအာဒါနဲ့အေဝမဖန်ဆင်းခဲ့အေဒီဥယျင်ကိုပြင်ဆင်ထားတာဖြစ်တယ်ဒါနဲ့အေဒီဥယျင်ဆိုတာအိမ်ဖြစ်တယ်ဖះတကယ်ကလူမဖန်ဆင်းရင်သူနေဖို့အိမ်ပြင်ဆင်ထားတယ်ဆိုရင်တင်နဲ့ကျွန်ုပ်တက်ဘာဖြစ်လို့ကိုယ်ပိုင်အိမ်ဖះမပေးရမှာလဲဟာလေလုယာအာမင်နော်ယုံတဲ့သူတွေဖះကောင်းချီးပေးပါစေအာမင်ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာအရေးကြီးတာဖြစ်ပါတယ်နော်ဆိုတော့ဒါကြောင့်ဒီမှာကျမ်းစာဘာပြောလဲဆိုတော့စိတ်နှုံးညံ့တိမ်မွေ့တော်သူမင်္ဂလာရှိကြအကြောင်းမူကားထိုသူတို့တွေပြည်တော်ကိုအမွေခံရကြတယ်ဒီပြည်တော်ဆိုတာကောင်းကင်နိုင်ငံကျဖျားပေးမဲ့အမွေလည်းဟုတ်တယ်လို့လောကမှာလည်းဖျားပေးခြင်းနဲ့ဥစ္စာပစ္စည်းလည်းပါတာဖြစ်တယ်ပြန်ပြောချင်လောကမှာဖျားပေးခြင်းနဲ့စီးစိမ်နဲ့ပတ်သက်တဲ့ကောင်းချီးမင်္ဂလာပါတာဖြစ်တယ်ဒါကြောင့်ကျွန်တော်အသက်တာထဲမှာရင်ကျက်လာပြီးတော့နူးညံ့တိမ်မွေ့လာတဲ့ကဖျားရှင်ကကျွန်တော်တို့ကိုအမွေပေးခြင်းတဲ့အရာတွေရှိတယ်ကဲယောဘအသက်တာကြည့်မယ်ဆိုယောဘခန်းကြီးတဲ့ငယ်30ထဲမှာကိုတော်ဒီတဲ့သူ့ကိုမဆိုင်သူ့အိမ်နဲ့သူ့ဥစ္စာရှိသမျှပတ်လည်၌ဆောင်ရန်ကာတော်မူသည်မဟုတ်လောသူပြုတ်လေသမျှတို့ကိုကောင်းချီးပေးတော်မူပြီသူ့ကိုယ်တော်အစတဲ့တိရစ္ဆာန်တို့မြေပေါ်အလုံးပွားများကြပြီယောဘကဖះကိုကြောက်ရွံ့တယ်ယောဘကဖြောင့်မတ်တဲ့အခါမှာဖះဘာလို့လဲသူ့အိမ်နဲ့သူ့ဥစ္စာရှိသမျှကာကွယ်ပေးတယ်စာတမာနကယောဘရဲ့ဥစ္စာဖြစ်စေထိကျင်တယ်ယောဘတိရစ္ဆာန်တို့ထိကျင်တယ်ထိလို့မရအယံတိုးပွားနေတာဘာကြောင့်လဲဆိုတော့ဖျားကာကွယ်ပေးလို့ဖြစ်ပါတယ်ဟာလေလုယာဒီတရားဥစ္စာပါတော့အသွေးတော်နဲ့ကြည်ညာပါဖျားစီမှာအနံပါစေဖို့တဘိုးနဲ့ပဋိညာဉ်ပြုပါသင်ရဲ့ဘန္နာတွေစာတန်ထိခွင့်မရှိဘူးသင်ရဲ့ပစ္စည်းတွေစာတန်ထိခွင့်မရှိဘူးဟာလေလုယာသင်ရဲ့ပြုလင်ရာမှာလည်းဖျားရှင်ကကောင်းချီးပေးမှာဖြစ်ပါတယ်အာမင်ဒီနေ့ညမှာကျွန်တော်တို့နော်ကျမ်းစာထဲမှာပေါ့နော်ကျွန်တော်တို့ဒီအရာကစာရမဏကဒီကနေ့အပေးယူလုပ်ဖို့အတွက်၄ခေါက်တောင်ဖာရောကလာတာဖြစ်ပါတယ်ဖာရောဆိုစာရန်ပုံဆောင်တာဖြစ်တယ်ပရမခေါက်ပါလဲဆိုတော့ဗာလဲအီဂျစ်ပြည်မှာပဲဝတ်ပြုပါကိုးကွယ်ပါအဲ့ဒါအပြစ်နဲ့ပြေးယူလုပ်ခိုင်းတာဖြစ်တယ်ကိစ္စမရှိပါဘူးမိမချင်းကြိုက်နေလားယောက်ျားချင်းကြိုက်နေလားကိစ္စမရှိပါဘူးခမည်းစိတ်နှလုံးထဲမှာမတန့်ရှင်းဘူးလားဒါကမင်းဘယ်လိုမှလွတ်မြောက်မှာမဟုတ်ဘူးပြောင်းပြန်တော့ကျွန်တော်ကျမ်းစာဖတ်တဲ့အခါမှာခရာတခင်ကဘယ်ဒုစရိုက်မဆိုကဘာပေါ်မှာအကြီးဆုံးဒုစရိုက်ဆွဲလန်းတဲ့ဒုစရိုက်ကြိုက်တဲ့လောက်ကြီးစိဝိညာဉ်တော်တကိုးပူကြီးတာဖြစ်ဆန္ဒတာရှိတယ်ဆိုရင်ဖယားရှိမှသာအနန္တနဲ့ဆိုဘယ်ဒုစရိုက်မဆိုကျွန်တော်လွတ်မြောက်နိုင်တာဖြစ်အာမင်ဖယားကအဲ့ဒီဒုစရိုက်ကနေမလွတ်မြောက်နိုင်ဘူးပြောတယ်လို့ဖယားမယုံတဲ့လူဖြစ်ဝိညာဉ်တော်တကိုးကိုအထင်သေးတဲ့လူဖြစ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဒီကနေ့အပြစ်နဲ့အပေးရလို့စာတန်ကကျွန်တော်သွေးဆောင်မှာဖြစ်တယ်မိဘတွေလည်းအားပေးခြင်းတယ်တင်းရဲ့သားသမီးတွေတခုခုနဲ့ဖြစ်တယ်ဆိုရင်လုံးဝလည်းမလျှော့ပါနဲ့လုံးဝဇွဲမလျှော့ပါနဲ့ဥပမာပြောချင်တာကကိုသားသမီးတွေအကြောင်းမျိုးမျိုးချက်မိန်းမချင်းကြိုက်တာယောက်ျားချင်းကြိုက်တာဒါမှမဟုတ်တချို့တော့ခရိယမိဘတွေပါပြောတယ်သူတို့ရဲ့စိတ်ပဲဘယ်လိုလုပ်ဖြစ်နိုင်မလဲစိတ်ဖြစ်တယ်စိတ်ဆိုပြောင်းလဲနိုင်တယ် renew mind ဖြစ်မယ်ဝိညာဉ်တော်တကိုးအောက်မှာအရာခတ်သိမ်းပြောင်းလဲရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်အပြစ်နဲ့အပေးကိုလုပ်ဖို့အတွက်အပြစ်နဲ့အပေးကိုဆိုတာပါလေနော်အပြစ်မှာဆက်နေလိုက်ဆက်ပြီးလည်းပျော်ပါလိုက်မရပါဘူးတခုခုတော့ရွေးချယ်ရမှာဖြစ်တယ်အဲ့တော့ကျောင်းစာထဲမှာဖျောက်ရွေးမလားအပြစ်ကိုရွေးမလားတခုခုတော့လုံးဝကိုရွေးချယ်မဲ့ကာလရောက်လာမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာတဲ့အားပေးခြင်းကျွန်တော်ဆိုရင်လည်းနှစ်ပေါင်းများစွာရုန်းကန်ရတယ်ရုန်းကန်ရဒီညှိညွှန်းခြင်းအပြစ်နဲ့ရုန်းကန်ရဒါပေမဲ့ကျွန်တော်ဆုံးဖြတ်ချတယ်
ဒီကနေမလွတ်မြောက်မချင်းကျွန်တော်အပြင်မှာဘယ်လောက်ပဲအောင်မြင်ဘယ်လောက်ပဲပါချင်းကျွန်တော်ဘာမှမဟုတ်ဒီအရာကကျွန်တော်ရဲ့အသက်တာအရေးကြီးဆုံးဖြစ်တယ်ဘုရားရှင်မှာမျက်မှောက်တော်ထဲမှာအချိန်ချင်းတိုးဝင်ပြီးတော့ဘုရားရှင်မှာပြန်လာတဲ့ခါလုံးဝဘုရားလွတ်မြောက်ခွင့်ပေးတာဖြစ်တယ်ဟာလေလုယာတော့ကျွန်တော်သက်တာအဲ့ဒီဒုစက်ပြန်မလာအောင်ဝေးနေရတာဖြစ်တယ်အာမင်ဆိုတော့တင်းနဲ့ကျွန်တော်လည်းအဲ့လိုပဲဇာတိကိုလုံးဝအထင်မသေးနဲ့အာမင်သစ္စာတရား very strong ပဲအမြဲတမ်းအဲ့ကောင်အမြဲတမ်းသင်ကချိုးနေရမယ်ဒါကြောင့်ဒုတိယပါလေနော်ဝေးမသွားနဲ့ဝေးမသွားနဲ့အနီးနားမှာပဲကိုးကွယ်ပါနော်သင်အနေနဲ့အောင်မြင်ခြင်းလို့နာမည်ကြီးခြင်းတော့တချို့တွေပါလေအထူးသဖြင့်ပိုက်ဆံပြတယ်နော်ချမ်းသာခြင်းတဲ့ခါကျအဒုစိတ်မှန်းသိတယ်အဲ့ဒီနီလန်ဘက်သွားတဖြည်းဖြည်းနဲ့ပါသွားနိုင်တယ်ဆိုတော့သိဒါပေမဲ့ကိုစိတ်ချတယ်ရပါတယ်ဒီလောက်တော့ရပါတယ်ရပါတယ်နဲ့နည်းနဲ့ပါသွားမှဖြစ်တယ်နော်ဒါမို့လို့ရှင်ကျွန်တော်တို့တွေနည်းနည်းလှုပ်လိုက်ပြန်ပြီးတော့မျက်မှောက်တွေပြန်သိုးဝင်လာစေနော်သင်ကနှောင့်နေသွားမယ်အရာခတ်သိမ်းကြီးပုံမှာတော့တသက်လုံးဘုရားဂရုတော်မရတာလည်းဖြစ်နိုင်ဘာကြောင့်လဲဆိုတော့စာတန်ကသင်ကိုဆွဲချမယ့်အရာတခုကင်လာတာကျွန်တော်ကျမ်းစာတွေပါပြောလဲဆိုကိုယ်အိမ်ကနေကျင်အပ်သောပစ္စည်းကိုပယ်ရမယ်တဲ့ကျင်အပ်သောပစ္စည်းဆိုတာအရင်ကြီးနော်ဥမာဒီမှာရှိတဲ့လူကိုယ်အိမ်မှာစာတန်နဲ့တခြားသောဘာသာနဲ့သက်ဆိုင်တဲ့စာအုပ်တွေပစ္စည်းတွေရှိတယ်ဆိုရင်စွန့်ပစ်ပါနော်ဒါပေမဲ့ဒီနေ့ပစ္စည်းမှမဟုတ်ဘူးကျွန်တော်စိတ်နှလုံးထဲမှာစာတန်မာနရဲ့နော်ကျွန်တော်တို့ကိုနော်ဆွဲချနိုင်တဲ့အရာတစ်ခုခုရှိတယ်ဆိုရင်ဒီနေ့ကျွန်တော်တို့အတ္တတာမစွန့်ပစ်ဘူးဆိုရင်ကျွန်တော်တို့အတ္တတာထဲမှာအမြဲတမ်းပြန်လဲချမှာဖြစ်တယ်တချို့တော့လူတွေကတငယ်ချင်းဖြစ်နိုင်တယ်တချို့တော့လူတွေကမယုံကြည်သူနော်တမီးစားဖြစ်နိုင်ဒါတွေကတင်းသက်တာရပါတယ်မရပါဘူးတဖြည်းဖြည်းနဲ့ဝေးသွားမှာဖြစ်တယ်တချို့ဆိုမယုံကြည်သူနဲ့အိမ်ထောင်ပြပြီးတော့လုံးဝဖယားကိုမကိုးကွယ်တဲ့လူတွေအများကြီးကျွန်တော်မြင်ဘူးတဲ့ယေရှုကိုမကိုးကွယ်တဲ့လူတွေဒီနေ့အဲ့ဒီမယုံကြည်ရွေးချယ်သွားပြီးတော့ငရဲသွားလို့ရှိရင်ဘယ်တော့ကြောက်စရာကောင်းလဲဒါကြောင့်မတူညီတဲ့တဘိုးမထားနဲ့ဆိုအဲ့ဒါပြောတာငရဲကြနိုင်ကြီးတောင်ရှိတယ်ညီကောင်မတော့ဒါဝေးမသွားနဲ့လို့စာတာတွေးဆောင်တာဖြစ်တယ်တတိယပါလေတားသမီးတွေထားခဲ့မိသားစုတွေထားခဲ့ဒီတမိသားစုမလွတ်မြောက်မချင်းဒီနေ့လုံးဝလည်းမလျှော့ပါနဲ့ကိုရောရေးတတိယတိုင်းမှာစုတောင်းပါအေဝံဂေလိကြောင့်လို့ပါလက်မလျှော့နဲ့ငြိမ်မဝိညာဉ်တိုက်ပွဲကိုအစားရှောက်မှာနှုတ်ကပတ်တော့ကြားနိုင်အောင်ပြင်ဆင်မှာတင်ချစ်တယ်ဆိုပေါ့နော်တင်ချစ်တယ်နောက်တစ်ခုကမိသားစုလွတ်မြောက်ကြကိုယ့်ရဲ့လွတ်မြောက်ခြင်းပြတယ်တင်မိသားစုဖျားထဲမှာမွေ့လော်တဲ့အခါမှာတင်မိသားစုဖျားเจ้าထဲမှာအတူတူကကိုးကွယ်မယ်ဆိုရင်ဘယ်လောက်ပျော်စရာကောင်းလဲတချို့တော့လူတွေကိုယ့်ရဲ့အိမ်ထောင်ဘက်ကမယုံကြည်သူပြမယ်တချို့တော့လူတွေကိုမိဘပြမယ်တချို့တော့ကိုယ့်ရဲ့အခုမွေးလာတဲ့သားသမီးကချင်းမရသေးဘူးဒီနေ့အားပေးချင်တယ်လက်မလျှော့ပါနဲ့ဒီမိသားစုတွေအားလုံးဖျားထဲမှာပါဝင်ဖို့ငါတာဝန်ဖြစ်တယ်ဆိုပြီးတော့ယုံကြည်ခြင်းနဲ့ဆက်လက်ပြတိုက်ပွဲဝင်ပါဟာလေလုယာနင်စာရမန်အပီးကိုလုံးမှာတယောက်လောက်ပါတော့လေကိစ္စမရှိဘူးဒီနေ့ညီကောင်မတော့သင်ချရတဲ့သူတွေဖြစ်ပါသင်ချရတဲ့သူတွေဖြစ်ပါဒီလူတွေဒီစာရမန်ကကျွန်တော်တို့ကိုပေါ့ခိုင်းတယ်ကိစ္စမရှိပါကိုလွတ်ယုံခိုင်းနေညီကောင်မတော့ဒါပေမဲ့မလွတ်မြောက်ပါတခုခုဆိုအဲ့ဒီလူတွေအားဖြင့်ပဲကိုစာတယ်အခွင့်ရနေတာဖြစ်တယ်အဲကျွန်တော်တို့ကခုနကျွန်တော်ပြောတယ်ကျွန်တော်ဘာဖြစ်လို့စုံလင်တော့လွတ်မြောက်ခြင်းလိုအပ်တာလွတ်လပ်စွာအစေခံနိုင်ဖို့ပြန်ကိုးကွယ်နိုင်ဖို့ဘာတခုခုဝိညာဉ်နယ်ဘဲတော့တွားတော့မယ်ဆိုရင်အိမ်မပြောင်းလဲသေးတဲ့မိသားစုတယောက်ယောက်ကြောင့်နော်ကျွန်တော်အမြဲတမ်းဆွဲချခံနေရတယ်။မိသားစုတွေမလွတ်မြောက်ရန်သူကအားလုပ်တာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ဝိညာဉ်တိုက်ပွဲဝင်ရတယ်။အာမင်။နော်နောက်တစ်ခါပါလဲဆိုတော့ကျွန်တော်တို့ရဲ့ဥစ္စာပစ္စည်းတိုးနွားတွေကိုထားခဲ့ပါတဲ့။တိုးနွားတွေထားခဲ့ကိုယ့်ရဲ့ဥစ္စာဆိုတော့ကိုယ်နှလုံးမှာရှိတယ်နော်။ဒါပေမဲ့ဒီတိုးနွားတွေဘာလို့ဖို့လဲ။သူတို့ကဒီတိုင်းပဲတွားလို့မရဘူး။တိုးနွားတွေကဖျောက်ရစ်ပူစော်ဖို့ဖျောက်ကိုးကွယ်ဖို့ဖြစ်တယ်မောရှေကဒါကြောင့်တရားသက်တာထဲမှာဖျားကိုပူဇော်စရာရှိဖို့အတွက်တင်းရဲ့ဘန္နာတွေတင်းရဲ့စီးပွားရေးတွေတင်းရဲ့အလုပ်တွေဖျားစီမှာအနံ့ပါဖျားနဲ့လှုပ်ပါဖျားကောင်းကြီးတောင်းခံပါဟာလေလုယာယောဘကသူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ဘန္နာတွေကိုဖျားရှင်ကကာကွယ်ပေးတယ်တဲ့စာရန်တော်ကောင်းတိစာရတိတဲ့ယောဘရဲ့ဥစ္စာပစ္စည်းတွေဆုံးရှုံးလို့တဲ့စာရန်အရန်လှုပ်ချင်တာဖျားမျက်နှာကာကွယ်တဲ့အခါယောဘထိကျင်တိုင်းထိလို့မရနော်ဖျားကအခွင့်ပေးတဲ့နေ့မှာပဲထိခွင့်ရတာအဲ့တင်သက်တာထဲမှာနားလေစီချင်တယ်တင်ဖျားနဲ့မှန်ကန်လို့ရှိရင်ဖျားရဲ့အပြစ်တင်ခွင့်မရှိဘူးဆိုရင်တင်ပိုင်ဆိုင်တဲ့အရာလေးစားရဖြစ်ခွင့်မရှိဟာလေလုယာတင်ရဲ့ပိုင်ဆိုင်မှုတွေလည်းအသွေးတော်နဲ့ချိန်ညာပါအာမင်တင်ရဲ့ဖုန်းကိုကောင်းချေးပေးပါယေရှုအသွေးတော်အဖြစ်ခါခွေခြင်းကိုကောင်းချေးပေးပါအခုခေတ်ဖုန်းပျောက်သွားလို့ရှိရင်ပိုက်ဆံအများကြီးကုန်သွားမဆုံးရှုံးတဲ့မဲ့ဆုံးရှုံးနေဒီနေ့ဖုန်းတွေမပျောက်ဖို့အရေးကြီးတယ်နော်ဒါပေမဲ့ဖျားပေးခြင်းနဲ့ကိုယ်ပိုင်အိမ်တွေတိမ့်ပိုက်ပါနေကွက်တွေကိုတိမ့်ပိုက်ပါ
တာသမီးတော့တိမ့်ပိုက်ပါဟာလေဝိညာဉ်တော်လမ်းပြတယ်လို့ဘယ်လိုပုံစံဖြစ်မလဲကျွန်တော်မပြောတာဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီဥစ္စာပစ္စည်းတွေဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်ခုနပြောသလိုဒီပိုက်ဆံဒီပစ္စည်းတွေကဖယားကိုလွတ်လပ်စွာကိုးကွယ်ဖို့အဟံတာဖြစ်တယ်ဆိုရင်တော့မရှိသေးတာပိုကောင်းမယ်ကျွန်တော်တို့ရဲ့ target ကပါလဲဆိုတော့လွတ်လပ်စွာကိုးကွယ်နိုင်ဖို့ဖြစ်တယ်အာမင်တခါတလေကျွန်တော်စင်းရဲတော့ဖယားလွတ်လပ်စွာကိုးကွယ်တယ်မဲ့တခါတလေကျွန်တော်တို့ချမ်းသာတဲ့အခါဥစ္စာရှိတဲ့ပို့ပြီးလွတ်လပ်စွာကိုးကွယ်တယ်အချိန်တွေထွက်လာကျွန်တော်ကစနေတနင်္ဂနွေဆိုရင်ဥမာကွာလုပ်ငန်းရှင်ဖြစ်တယ်အလုပ်သမားတွေကိုကိုကထားတယ်အဲဆိုရင်ကွာစနေနေ့အင်္ဂလိပ်ထွက်ချင်တယ်ဒါမှမဟုတ်ရင်ဆိုစံကျွန်တော်လွတ်လပ်စွာဖယားလွတ်လပ်ကိုးကွယ်နိုင်ဖို့အတွက် passive income ပေါ့နော်ဆိုတော့ကျွန်တော်တို့တင်းတော်မှာနော်အင်္ဂလိပ်ဝင်ငါတဲ့တတိခါနဲ့ဆက်ကြောပြောတယ်ဒီနောက်ပိုင်းမှာဘုရားရှာမိကွက်အရောက်ပြင်းတဲ့105မိုင်ဆိုတဲ့နေရာမှာလေတပတ်တာတင်တန်းပေးဖို့အတွက်အခုအဲ့ဒီနေရာရောက်နေတာဖြစ်တဲ့ဆက်ချက်တော့အိုးစဉ်းစားကြည့်ရှမ်းပြည်ဆိုတာလင်းနဲ့သွားလို့မရဘူးတော့ကားတွေအထက်နဲ့သွားတာအဲ့ဒါကိုဘောတော့ဆရာကဟိုနေရာမှာတင်တန်းလောက်ရမယ်ဆိုပြီးတော့အဲ့ဒီစတင်းဆရာခေါ်တဲ့အခါမှာဆက်ချက်မရမကတော့ကျွန်တော်ပြောချင်ဒီကိုကျွန်တော်ယုံကြည်တယ်အေးဝင်ကလေးသွားဖို့လိုအပ်တဲ့ဇေယျတွေဖခင်ရဲ့အလိုတော်ပြည့်စုံဖို့အတွက်လိုအပ်တဲ့ဇေယျတွေဖခင်ပေးမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီအတွက်တချို့တော့စီးပွားရေးလုပ်ငန်းတွေဖခင်လမ်းဖွင့်ပေးမယ်တချို့တော့ဝင်ငွေတွေတိုးပွားစေမယ်တချို့တော့ skill တွေပြကောင်းချေးပေးလေလူမရှုံးနဲ့ဒါပေမဲ့အဲ့ဒါအားလုံးကဖယားကိုလွတ်လပ်စွာကိုးကွယ်နိုင်ဖို့လွတ်လပ်စွာအစေခံနိုင်ဖို့ဖြစ်တယ်အဲ့နာတွေကိုပြန်ပြီးတော့ငွေချင်းမလောက်ငါမှုဆွဲချတဲ့ခါမှာကျွန်တော်ဖယားကြောင့်တွန်းချင်လဲစိတ်ကအပြည့်အဝမသွားနိုင်ဒါစင်းရဲခြင်းနဲ့ဖယားလွတ်မြောက်စေချင်တယ်ဘာကြောင့်လဲလွတ်လပ်စွာဖယားကိုးကွယ်နိုင်ဖို့ဖြစ်တယ်စင်းရဲခြင်းတော့လွတ်မြောက်သွားပြီပိုက်ဆံတော့တော်တော်လေးရလာပြီအဲ့လိုချိန်ကြမှာဖယားကြောင့်လည်းမရောက်တော့ဘူးဆိုရင်တော့သင်ရဲ့လွတ်မြောက်ခြင်းကတော့ရည်ရွယ်ချက်နဲ့မားနေတယ်မဟုတ်ဘူးငါတို့ငွေကြေးပိုင်းစအများကြီးလွတ်မြောက်တဲ့ခါမှာအရင်ကတက်တာရဲ့အေဝံကလေးလုံနိုင်တယ်အဲ့လိုပြမှာဟာလေလုယာအရင်တော့ကဘာနာနေတဲ့ခါမှာတိတ်ပြအေဝံကလေးမလုံနိုင်အခုဘာနာရှိတဲ့ခါမှာအရင်ကလည်းအရှင်အဟုန်နဲ့လုံနိုင်တယ်အဲ့လိုမျိုးပြရမှာဟာလေလုယာအဲ့ဒီအတွက်ဆဲဘယ်ဂျွန်စာပါပြောလဲဆိုတော့ဖယားသခင်ကတဲ့သူ့ရဲ့မျက်နှာตาဆိုတာယာထူးဖြစ်နိုင်တယ်ဟုတ်ပြီနော်တချို့တွေဆိုရင်ဟိုအစိုးရမှာတကယ့်ကိုဝင်ကြီးနေရမဆရာထူးရတယ်တချို့တွေဆိုရင်စီးစဥစ္စာမျက်နှာตาရတယ်တချို့တွေဆိုရင်ဉာဏ်ပညာဆွေးမျက်နှာตาရတယ်ဖျားပေးတဲ့မျက်နှာตาအားလုံးကတဲ့ကိုယ်အားဖြင့်လူတွေကောင်းချီးရဖို့ဘုရားပေးတာဖြစ်တယ်အဲ့ဒီအရာကိုအလွဲသုံးစားကိုဂျိုးအတွက်ကိုနာမည်ကြီးဖို့ကိုချမ်းသာဖို့ကိုစိန်ခံဖို့အတွက်လုပ်တဲ့လူကအလွဲသုံးစားလုပ်တဲ့သူဖြစ်တယ်ဖျားမျက်နှာตาအလွဲသုံးစားလုပ်တဲ့သူဖြစ်တယ်မကျွန်တော်တို့အမှုတော်ဆိုဝိညာဉ်စုကျေးဇူးတွေရှိတယ်တချို့ကျွန်တော်ကြားဖို့ရသလားအနာရငိမ့်ဖို့စုကျေးဇူးရှိတယ်သူစီမှာစုတောင်းခံမယ်ဆိုရင်မျိုးစိကျဲရတယ်နော်ငွေကြေးအနည်းဆုံးဘယ်လောက်မျိုးစိကျဲခိုင်းအဲ့လိုမျိုးစိကျဲတဲ့လူပဲစုတောင်းပေးတယ်အဲ့ဒါကဘာပုံအဲ့လိုလူမျိုးတွေရှိတယ်အဲ့ဒါပါလဲဆိုတော့ဖျားပေးတဲ့စုကျေးဇူးမျက်နှာตาအလွဲသုံးစားလုပ်တာဖြစ်တယ်နင်ကျွန်တော်တို့လည်းအဲ့လိုပဲငွေကြေးနဲ့ပတ်သက်ပြီးတော့ဖျားမျက်နှာตาပေးတဲ့အခါမှာကျွန်တော်ကိုချိုးအတွက်အလွဲသုံးစားလုပ်ဖို့မဟုတ်ဖယားရဲ့အလိုတော့ကိုယ်အတွက်လည်းပါတာဖို့မပါဘူးမဟုတ်ပါဒါပေမဲ့ပါ၍အစေခံနိုင်မှုဖြစ်ရမယ်ဟာလေလုယာအဲ့ဒါနဲ့ကျွန်တော်ဘယ်လိုစုတောင်းလဲကိုတော့ပါရဲ့အစေခံနိုင်ဖို့အတွက်ကောင်းချီးပေးပါအဲ့လိုစုတောင်းပါဖြစ်တယ်ပါရဲ့များစွာနိုင်ငံတော်အတွက်လုံနိုင်ဖို့အတွက်ကျွန်တော်ရဲ့စီးပွားရေးတိုးပွားစေပါဆိုပြီးတော့တင်းနှလုံးသားမှန်ကန်ပြီးရွေချက်မှန်လို့ရှိရင်ကျွန်တော်လုံးဝယုံကြည်တယ်ဘုရားတဲ့ငွေကြေးဆိုင်ရာမှာလည်းကြီးမားတဲ့ထိုးပေါက်မှုတွေလာမှာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ဒီနှုတ်ကပတ်တော်အပြင်အရောက်တိုင်းဘုရားရှင်အထူးကောင်းချီးပေးပါစေโอเคဟုတ်ပြီ record ထုတ်လို့ရပြီနော်